ကျေးဇူးတင်တယ်ဝါရှင်တန်ကိုဆိုပေးညီကိုအားလုံးလည်းဖျားရှိကောင်းကြည့်ပေးပါစေအားလုံးပဲမင်္ဂလာပါကျွန်တော်သိကြလားကျွန်တော်မသိတဲ့သူကျေးဇူးပဲလက်ကလေးမြောက်စီကြည့်ပါတယ်မသိတဲ့သူပေါ့တခါမှမတွေ့ဘူးတဲ့သူမတွေ့ဘူးတော့ကျွန်တော်မတွေ့ဘူးတဲ့လူရှိတယ်ပဲကျွန်တော်ကတကယ်တော့ကျွန်တော်ဧည့်သည်မဟုတ်ဘူးဒါအိမ်ရှိမှဖြစ်တယ်အိမ်ရှိဖြစ်တယ်ကျွန်တော်ကလှုပ်ခဲ့တဲ့2021ကနေဒီသင်းတော်ထွက်သွားတာဖြစ်တယ်ထွက်သွားဆိုတာဒီမှာဘုရားကျောင်းမတဲလို့အဲ့လိုမဟုတ်တော့ပြောကြည့်တဲ့ညကတခြားနေရာမှာကျွန်တော်ကလှုပ်သွားလှုပ်တာဖြစ်တယ်အကြီးကတော့ဒီသင်းတော်မှာကျွန်တော်ဆက်ကနေဖြစ်တယ်ဒီနေ့ကဘုရားရဲ့ကျေးဇူးတော်အားဖြင့်ကျွန်တော်က9နှစ်ပြည့်တဲ့အချိန်မှာပြရောက်လာတာဖြစ်တယ်နော်ကျွန်တော်2021ကနေ2021ရှစ်လပိုင်းကျွန်တော်သွားတာဖြစ်တယ်2026ရှစ်လပိုင်းမှာပြရောက်တာဖြစ်တယ်အရာရာအားလုံးဘုရားရှိရဲ့ကျွန်တော်တို့ကိုပို့ဆောင်ပေးတယ်ကောင်းကြီးပေးတယ်ဘုရားတကယ်ကျွန်တော်တို့ဒီနေရာရှိတော်မိသားစုတွေနဲ့ပြန်လဲတွေ့ဆုံခွင့်ရတာဖြစ်တယ်နောက်တစ်ခုကတော့ကျေးဇူးတင်ကြည်တော့ဆရာနဲ့ဆရာမပေါ့နော်တချင်တော့ကကျွန်တော်ရဲ့အသက်တာအားလုံးကဒီညကူမောင်မှာတည်တဲ့အတိုင်းပဲကျွန်တော်ကချင်းမငြိမ်တဲ့သူတယောက်ဖြစ်တယ်ဟိုသွားဒီသွားတခါလေကိုသွားတဲ့နေရာပါဘယ်နေရာရောက်မှမသိဘူးကိုဘိုကြောက်ကိုဘိုကြောက်တို့ဆိုရင်ကျွန်တော်ကြောက်တော့တည်တယ်ကျွန်တော်ရောက်နေတယ်ကျွန်တော်မသိတော့ဘူးဘယ်နာရောက်မှကိုကျွန်တော်မသိဘူးသို့တော့သူတို့တွေမိတာအားဖြင့်ကျွန်တော်သွားခေါ်ပေးတယ်ကျွန်တော်အဲ့လိုရှောက်သွားတယ်ဘယ်နေရာရောက်မှမသိဘူးတော့ပြရောက်တဲ့ချိန်မှာဆရာကကျွန်တော်ဘယ်လိုပြောလဲပျောက်တော့သားပြလာတယ်တဲ့အဲ့ဒီချိန်မှာဘာဖြစ်လဲဆရာကကျွန်တော်ကိုကြက်ဖတ်ကြီးတကောင်ချက်ကျွေးတာဖြစ်တယ်ပြောကြည့်တဲ့ຢာကစိတ်မဆိုးတဲ့ပြပါပဲလေကျွန်တော်ကိုမိတာပြတယ်ကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့ဒီမိတာအဖြစ်ပဲအခုချိန်မှာကျွန်တော်ရဲ့တက်တာအလုံးကိုပြောင်းလဲသွားတာဖြစ်တယ်ဘယ်သူမှလည်းထင်မှာမဟုတ်ဘူးဒီတယောက်ကတရားဟောဆရာလည်းဖြစ်သွားမယ်ဘုရားတကယ်တုံးပြမယ်အစေခံမယ်လို့သူများမထင်ဘူးနော်ဒါပေမဲ့ဘုရားတကယ်အလုံးကိုပြောင်းလဲပေးနေတာဖြစ်တယ်ကျွန်တော်ရဲ့အသက်တာကိုဘုရားတကယ်ပြောင်းလဲပေးနေတယ်လို့ဒီအမိသားစုအလုံးလည်းဘုရားတကယ်အသက်တာပြောင်းလဲပေးနေတော့ဘုရားဖြစ်တယ်ဟာလေလုယာပြီးတော့ဒီမှာလဲဒီနေရာတော့တကယ်တော့ကြတော့ဆရာပြန်ပြီးရှင်းတာပဲကျွန်တော်ခေါ်နေခဲ့တယ်ဖြစ်တယ်နော်အပြန်တယ်များတယ်ဖြစ်တယ်ပြန်တော့တကယ်ချစ်ဖို့ကောင်းတယ်ကျွန်တော်တို့အညီကိုဆရာကတကယ်ပဲသူနဲ့ကျွန်တော်အလုပ်တူလုပ်ခဲ့တယ်ဖြစ်တယ်သူကစကားပြောတဲ့ချိန်မှာလဲနုညံ့တင်မွေးတော့စကလုံးတွေပဲသူသုံးတာကျွန်တော်တို့ကြားဘူးတယ်ဖြစ်တယ်ကျွန်တော်မကပဲဒီမှာအိမ်တော်မိသားစုအသီးသီးပါကျွန်တော်ကဟိုမှာတော့ရောက်သွားတာဒါပေမဲ့ဒီမှာလိုက်လွှဲတယ်ပုံလေးတွေတက်လာတဲ့အချိန်မှာကျွန်တော်အမြဲတမ်းကြည့်တာဖြစ်တယ်ကျွန်တော်အိမ်တော်မိသားစုလေးတွေကကြည့်ရတာအယောင်ကုန်ဝမ်းမြောက်တာဖြစ်တယ်အခုချိန်မှာကြည့်အရန်လာပါတာဖြစ်တယ်ဒီကိုစုလျာတို့ညီမဖောက်ကူသေးလားဖောက်ကူသေးဟုတ်တယ်သူတို့ဆိုကျွန်တော်သွားတာသူတော့မယူကြသေးဘူးနော်ရီးသားတော့မဖြစ်သေးဘူးဒါပေမဲ့အခုချိန်မှာတကယ်ကိုလာပါတာဖြစ်တယ်နော်တကယ်ကိုဝမ်းမြောက်တာဖြစ်တယ်ဒါကြောင့်မို့ဒီဟာရှိသောလူငယ်လဲကျွန်တော်အားပေးကြည့်တယ်ဒီလိုရီးစားထားရင်လေဖခင်ကိုချစ်တဲ့သူပဲထားပါတော့အဲ့ဒါကျွန်တော်တို့ရုပ်ဘလောက်ပဲချောအဲ့ဒါမကိစ္စဘူးပြောကြည့်တဲ့ຢာကအဲ့ဒါလက်မကြည့်နဲ့တကယ်ပဲဘုရားကိုချစ်တော်နှလုံးသားရှိတဲ့သူပဲရွေးချယ်ပါလေကျွန်တော်အားပေးကြည့်တယ်ဒီချိန်မှာအားမကြောက်ဘူးလားကျွန်တော်တော့အားကြတာဖြစ်တယ်နော်ကျွန်တော်တို့သူတို့မိဖို့အများကြီးလိုက်လောက်ပေါ့လိုက်ရောက်မှဖြစ်တယ်ဒီမှာโอเคကျွန်တော်တို့ဒီမိသားစုတွေတွေ့တဲ့ချိန်မှာအယောက်ကိုဝမ်းမြောက်တာဖြစ်တယ်ဒီလိုရဲ့တက်တာတက်မှာတကယ်ပဲဝိရမှာလည်းကြီးထွားတာဖြစ်တယ်ကိုဖေးရပါနော်ကိုဖေးရတဲ့ဒီမှာအရကြပြီဖြစ်တယ်ဝမ်းသာတဲ့ပြတွေ့ရတာဖြစ်တယ်ဒီမှာညီကိုတွေများစွာတွေ့ရတဲ့အကြောင်းလဲဝမ်းသာတဲ့ဖြစ်တယ်ဒီမှာရှိသောမိသားစုတွေနှုတ်ကပတ်တော်ကဘာနဲ့နိုင်ထားလဲဆိုတော့မျိုးစီတဲ့ဒါဆိုရင်ကျွန်တော်ဒီနေ့မှာကျွန်တော်ကလာတဲ့ချိန်မှာကျွန်တော်ကမျိုးစီလာကျဲတာဖြစ်တယ်ဒါဆိုရင်မျိုးစီကျဲတဲ့အချိန်မှာမျိုးစီကကျမ်းစာထဲမှာပြောမြေလေးမျိုးကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဒါဆိုရင်
Eddie me leave you them at your bear me muse harega, pa less to go to no Lila Lana Chado music. The children music the gabla, Chade, Dama Peva Chale, Lama Chade, Lama Chado Babile, Kacha who are low level Babila, not pound. That's not the Kuba, not the Kuga. Chapo ma chato vale music de. Chapo ma chato music tinia pyo ye. Wam nhau tho sei tu a khan yu de. Da me ma cha bu ai ni wam nhau chia ko lo pyaw twa ta phit de. Da so pyo ji de ya ka ba le so. Tchu so lu da no ko ba do khan yu de chin ma do takae ba le wam nhau so phit de. Ha hu sia ka chaw lo hu sia ka taya ho kaung lo. Wale tu a wam nhau so ne ba le khan yu de phit de. Do do so zang no shit chin. Pyatana chou twa chin ma ai ni tu ya the ma sha do no ko ba do ka ba le pyaw ko twa ta phit de. အဲ့ဒါကဘာလဲကြောက်ပေါ်မှာကြာတော့မျိုးစီပဲပြောကြည့်တဲ့ຢာကအမြင့်မဆွဲဘူးပြည်တယ်ဒါဆိုရင်စူးပိပေါ်မှာကြာတော့မျိုးစီလဲထုံနေတူပဲပြဿနာခက်ခဲကြုံရချင်ပါလဲအပေမကြည့်ထွားတော့ဘူးဗျမက်ဆေ့ချ်ခံလဲအပေမကြည့်တော့အဒီလည်းမတီးနိုင်တော့ဘူးပြည်တယ်ဒါဆိုရင်နောက်ဆုံးတစ်ခုကကောင်းသောမြည်တဲ့ကောင်းသောမြည်မှာကြာတော့မျိုးစီကဘာလဲကြီးထွားတယ်အစ30 60ဘာလဲ100တိုးပွားတယ်ကျွန်တော်တွေ့ရတယ်ပြည်တယ်ဒါကြောင့်မို့ဒီမှာရှိသောမိသားစုတွေဒီမြေလေးမျိုးထဲမှာတည့်ရမြေကကောင်းသောနှလုံးသားမြေဖြစ်ဖို့ဖျားရှင်ကောင်းချီးပေးပါစေ။ဒါဆိုကျွန်တော်ဒီမှာလာတဲ့ချိန်မှာကျွန်တော်ကဗာလဲတည့်ရပဲမနေ့မှဆိုကျွန်တော်ပြပြီးကျွန်တော်ကဒီမှာရှိသောလူတွေမျိုးစီကျဲခဲ့တယ်။ဒါမဲ့ကျွန်တော်မျိုးစီကျဲပြီးကျွန်တော်ပြန်သွားတယ်ဒါမဲ့ပြောကြည့်တယ်တေတို့ရခံယူခြင်းနဲ့ပဲမူတည်တာဖြစ်တယ်။ဒါကြောင့်မို့ကောင်းမှုစွာခံယူပါဒီနေ့မှာကျွန်တော်အသက်တောက်ကိုနှုတ်ကပတ်တော်ကတကယ်ကို level မြင့်တဲ့နှုတ်ကပတ်လည်းမဟုတ်ဘူးအားလုံးနားလည်နိုင်တော့ကျွန်တော်ခရိယာတယောက်ရဲ့အသက်တာမှာဘလို့အသက်ရှည်ရမလဲဆိုတဲ့အရာကိုပဲကျွန်တော်ဝင်သွားမှာဖြစ်တယ်ကျွန်တော်ဒီနေ့မှာနှုတ်ကပတ်တော်ချစ်သွားရှည်လဲရှည်ပဲတွေ့လဲတွေ့ပဲယောနာလိုမျိုးဟောရင်လည်းဒီလိုခံယူကြတဲ့နှလုံးသားရှိတော့ကြောင်းလဲသွားတာပါကြည့်တယ်တော့ဒါကြောင့်မို့ပေါလုလိုမျိုးတရားဟောရှိလည်းဖြစ်နိုင်တယ်ယောနာလိုလည်းဖြစ်သွားနိုင်တယ်ဖြစ်တယ်โอเคဒီနေ့မှာဒီအမိသားစုတွေကိုယောသက်ဆောရနှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကကောင်းစားခြင်းရဲ့အရေးမြစ်ဖြစ်တယ်နှုတ်ကပတ်ရဲ့ခေါင်းစဉ်ကဘာဖြစ်လဲဟုတ်တယ်ဘယ်အရာမှဆိုပါလဲအရေးအမြစ်ရှိတယ်ဘယ်အရာမှဆိုပါလဲအရေးအမြစ်ရှိတယ်ဖြစ်တယ်ဒါဆိုကျွန်တော်တို့တစ်ပိတပင်မှာကျွန်တော်ကြည့်အောင်တစ်ပိတပင်မှာစိန်လားနေတော့သူ့မှာအရွက်တွေနောက်တစ်ခုကဘာလဲအသီးတွေပွင့်ရပါလဲသူ့မှာအရေးအမြစ်ကရေတောက်မိနဲ့ဆက်သွယ်ထားတာဖြစ်တယ်ဒါမဲ့ဒီတစ်ပိကိုကျွန်တော်တို့ကြည့်တဲ့အချိန်မှာ6သွေးရပါလဲသူ့မှာရေလောင်းခြင်းမရှိဘူးဖြစ်တယ်ဒါဆိုရင်ဘယ်အရာမလို့ဆိုပါလဲအရေးမြစ်ရှိကိုရှိတာဖြစ်တယ်ဒါဆိုကျွန်တော်တို့ယုံကြည်သူတွေအသက်တာနဲ့ဒီအခြေထိအမြဲတမ်း6ကတယ်အမြဲတမ်းသူ့ရဲ့ဘဝတက်မှာခက်ခဲတယ်ကြမ်းတာတယ်ဒါဆိုရင်သူ့ရဲ့တက်တာကအရေးမြပါပဲလေခါချောင်းနေပြီဒါဆိုရင်ဒီမှာရှိသောမိသားစုတွေအဲ့ဒီခါချောင်းတဲ့အရာကိုဒီနေ့ကျွန်တော်တို့ဖခင်နှုတ်ကပတ်တော်အပြင်ကျွန်တော်တို့ပြန်လဲတည်ဆောက်ရအောင်ဟာလေလုယာနှုတ်ကပတ်တော်ခံယူတဲ့ခြင်းပါဗျာမိသားစုတွေကျွန်တော်မကြည့်ပါနဲ့ကျွန်တော်မကြည့်နဲ့ကျွန်တော်ကပါလဲလူဖြစ်တယ်အားနည်းချက်တွေများစွာရှိတာဖြစ်တယ်ဒါဆိုရင်ကျွန်တော်ကဖခင်ကိုကြည့်ပါဖြစ်တယ်ဖခင်ကိုကြည့်မယ်ဖခင်ရဲ့ထွက်လာတော့ဘုရားစကားကိုကျွန်တော်တို့ခံယူကြရအောင်ဖြစ်တယ်โอเคကျွန်တော်တို့နံပါတ်1တစ်ချက်ကနံပါတ်1တစ်ချက်ကကျွန်တော်တို့ကဖယားကိုကြောက်ရွံ့ယူတည်သောအသက်တာနံပါတ်1တစ်ချက်ကဖယားကိုကြောက်ရွံ့ယူတည်သောအသက်တာဖြစ်တယ်โอเคဒီအမဖုံးပါတဲ့သူအားလုံးကျေးဇူးပြုတော့ဟိုလဲဖုံးလေးထောင်ပြပါဖုံးပါတဲ့သူမပါတော့မချလို့ဖုံးပါတဲ့သူအားလုံးကျွန်တော်သိကြည့်လို့ဖုံးပါတဲ့သူအားလုံးဟိုလူကဟိုဘက်နေမိုင်တော့ဖုံးမကဘူးโอเคဒါဆိုကြားစာအုပ်ပါတဲ့သူကမထောင်နဲ့โอเคရတယ်အဲ့လိုဆိုကျွန်တော်သဘောပေါက်တယ်โอเคဒါဆိုရင်ကျွန်တော်ပထမတစ်ချက်ကျွန်တော်တို့ဘွားတက်တော့ကျွန်တော်ဘာလို့လဲဖယားကိုကြောက်ရွံ့သောအသက်တာရှိဖို့အရာကိုအရေးကြီးတာဖြစ်တယ်ဖယားကိုကြောက်တယ်ဆိုတာကျွန်တော်ဖယားเจ้าမလာလို့ပြောတာမဟုတ်ဘူးနော်တချို့သောခရိယာတွေကဘယ်လိုဖြစ်လဲဖယားကိုကြောက်တယ်ကြောက်တော့ဘာလဲဖယားเจ้าမလာတော့ဘူးဖြစ်တယ်အဲ့ဒါကိုဖယားကိုကြောက်ပြောတော့မဟုတ်ဘူးနော်ဒါဆိုရင်ကျွန်တော်ဖယားကိုကြောက်ရွံ့ယူတည်တော့အသက်တာဆိုတော့ဖယားမကြိုက်တဲ့အရာကိုလည်းကျွန်တော်မလုပ်တာကိုဖယားအဲ့ဒါဖယားကိုကြိုက်ဖယားကိုယူတည်ကြောက်ရွံ့ခြင်းရဲ့အတိတ်ပဲဖြစ်တယ်
ဥပမာကျွန်တော်တို့ဒီမှာအိမ်တော်မိသားစုတွေရှိတာဖြစ်တယ်သူတို့ကတယောက်နဲ့တယောက်ချစ်တဲ့အချိန်မှာပါဖြစ်လေတယောက်စစ်ဆိုးမှာစိတ်ကောက်မှာတယောက်ကညူညင်ပါဖြစ်လေသူတို့ကမလှုပ်ဘူးဖြစ်တယ်ဘာလဲအဲ့ဒါကသူ့ကိုချစ်ပြီးတော့ကြောက်ပြီးတော့ယူသေးတာကျွန်တော်တို့ခေါ်တာဖြစ်တယ်ကျွန်တော်တို့ပဲကျွန်တော်တို့ယုံကြည်သူတွေအသက်တာမှာလဲဖခင်ကိုတကယ်ပဲနှလုံးသားမှာချစ်လာပြီဆိုကျွန်တော်ကလည်းဖခင်မကြိုက်တဲ့အရာတွေကိုကျွန်တော်တို့ကလည်းရှောင်တာဖြစ်တယ်အဲ့ဒါကဘာလဲဖခင်ကိုချစ်ကြောက်ယူသေးခြင်းရဲ့အတိတ်ပဲကျွန်တော်တို့နားလည်ရတဲ့ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာရှိသောမိသားစုတွေခရိယာတယောက်ကအရက်တောက်လို့ရလားဆိုတာလေဒါဆိုခရိယာတယောက်ကမူကြီးစေဝါတမှာပျော်လို့ရလားလေကျွန်တော်တို့ဒီအရာကကျွန်တော်တို့ပြောင်းတော့လိလာပြီလေဖြစ်တယ်ဒီကျွန်တော်ညီကောင်ပါနမတွေကျွန်တော်ကြည့်တာနှစ်ပေါင်းများစွာရှိပြီဒါပေမဲ့သူရဲ့တက်တာနဲ့မှအဲ့ဒီထိုင်ကောတယ်ပါလေမရွေဘူးတယ်များစွာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒါဆိုကျွန်တော်တို့ဘတ်တာခရိယာတယောက်ကအရက်တောက်ရတယ်ရတယ်အဲ့လိုရတယ်လို့ပြောတဲ့ချိန်မှာဟာအတကောတောက်ရမှာလားမဟုတ်ဘူးတိရွေးချယ်ပေါ်ရဲ့အပေါ်မှာပါလေမူတီတာဖြစ်တယ်ဒါဆိုကျွန်တော်ကဘာဦးချမ်းမှာကျွန်တော်ကြည့်နေချိန်မှာကျွန်တော်ဗတ်တာအာဒန်နဲ့ဧဝတကယ်ပြသူတို့ရဲ့ဒီအပေရဲ့အသီးကိုဖျားတကယ်ပါလဲပြောထားမလားမစားရဘူးတဲ့စားတော့နေပါလဲတေပဲဖျားတကယ်ကသူတို့ပြောထားတယ်ဖြစ်တယ်ဒါဆိုရင်သူတို့မစားခင်ပါပဲလဲဖျားတကယ်ရဲ့အဲ့ဒီအသီးကိုပါလဲပေါ့အောင်ဖျားတကယ်လှုပ်လို့ရတာဖြစ်တယ်ဒါပေမဲ့ဖျားတကယ်ဘယ်လိုလုပ်လဲရွေးချယ်ပိုင်ခွင့်ဖျားတကယ်ပေးထားတယ်ဖြစ်တယ်ဒါဆိုဒီမှာရှိတော့မိသားစုလဲကျွန်တော်တို့ဘွားတက်မှာအဲ့ဒီအရာကိုမလှုပ်ဘူးဆိုတာဖျားတကယ်ကျွန်တော်တို့ဘာလဲတောက်ခါနေလောက်ခါနေဆိုကျွန်တော်တို့ပါးစပ်လာပိတ်မှာမဟုတ်ဘူးဘာဖြစ်လဲရွေးချယ်ခွင့်ပေးထားတာဖြစ်တယ်ဒါဆိုဒီမှာရှိတော့မိသားစုကောင်းသောအဖို့ရလဲကျွန်တော်တို့ရွေးချယ်ရအောင်ဟာလေလုယာကျွန်တော်တို့โอเคဖះကိုကြောက်ရွံ့ယူသေးတဲ့တက်တာဆိုတာကျွန်တော်တို့ဆန်လာ128ဆန်လာအဲ့ဒီ128ခန်းငယ်106ကျွန်တော်တို့ဖတ်ရအောင်အခုဒီမှာထုတ်ပြလိုက်ရလားโอเค128ညီမကျွန်တော်ကြားစာမြင်များဖတ်ရအောင်နော်တချို့တော့သူကအိမ်မှာတော့ဖိုင်လက်ဖိုင်မယ်တချို့တော့သူကမဖတ်ပြတဲ့ဒီမှာအများကြီးဖတ်နေတယ်နော်โอเค128ခန်းငယ်1နဲ့6တိကျွန်တော်တို့ဖတ်ရအောင်မင်္ဂလာရှိထို့သောပြုလေတည်သည်မိမိလည်းနေလှုပ်၍ရသောအစာကိုစားရလိမ့်မည်မင်္ဂလာရှိ၍ကောင်းစားရလိမ့်မည်သေမယားသည်သေအိမ်နာမှာများစွာသောအသီးသီးသောစပြည့်နွယ်၍၎င်းဒီပွေမိမိသားသမီးကိုလည်းဘာမိသောသားသမီးတို့ကိုလည်းမိရလိမ့်မည်ဣလာမျိုးနဲ့အာမင်ဒီမှာကျွန်တော်တို့ဗာမြတ်ဖခင်တခင်ကိုကြောက်ရွံ့သောသူကားတဲ့သူလှုပ်တဲ့အရာသူ့ရဲ့လက်နဲ့လှုပ်တဲ့အရာစားရမှာဖြစ်တယ်ဒါဆိုကျွန်တော်ယုံကြည်သူတွေများစွာရှိတယ်အလှုပ်တယ်ဒါပေမဲ့ဘာဖြစ်လဲသက်စာမရှိဘူးဖြစ်တယ်ဒါကကျွန်တော်အမှုတော်ဆော်တယောက်ဖြစ်မှကျွန်တော်ကသိသွားတာဖြစ်ကျွန်တော်ထင်တာကတော့လူကဘာဖြစ်လဲအလှုပ်ဘာဖြစ်လဲအလှုပ်ကျွန်တော်တို့ပစ္စာရမယ်လေကျွန်တော်တွေးထားဖြစ်တယ်ဒါပေမဲ့တကယ်တော့မဟုတ်ဘူးအလှုပ်တိုင်းမှာကျွန်တော်တို့ပစ္စာရမယ်ဒါဆိုရင်လူတိုင်းအလှုပ်တာဖြစ်တယ်အလှုပ်ပစ္စာချမ်းသာပါပေါ့ဒါပေမဲ့ဒီချမ်းသာကိုကျွန်တော်တို့ကြည့်တဲ့အချိန်မှာကျွန်တော်ဗာမြင်ရလဲဖះကိုကြောက်ရွံ့သောသူကပဲသူ့လက်နဲ့လှုပ်တဲ့အရာပဲသူစားရမှာဖြစ်တယ်ဒါဆိုအတွက်ရှိသောမိသားစုတွေကျွန်တော်အားပေးကြည့်တယ်ဖះကိုကြောက်ရွံ့ပါလေကျွန်တော်အားပေးကြည့်တယ်တခါကျွန်တော်တို့လူကွယ်ရမှာလှုပ်တဲ့အရာအားလှုပ်ကပါလေကျွန်တော်တို့လူတွေမမြင်ရဘသူမြင်တယ်လဲဖះမြည်တယ်ဖြစ်တယ်ဒီအရာအားလို့ကျွန်တော်ပြောင်းလဲရအောင်ဖြစ်တယ်ကျွန်တော်ရတက်တာတက်မှာတစ်ချိန်တော့ကဖះကိုမကြောက်မချစ်မယူတည်ခဲ့လို့ကျွန်တော်စိုက်တဲ့အရာအားလို့ကလည်းကျွန်တော်ပြန်လဲရိတ်သေးရတာဖြစ်တယ်အဲ့ဒီအရာကကျွန်တော်နေပေါင်းများစွာပဲလဲကျွန်တော်ရိတ်သေးရတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ရအသက်တာတက်မှာဖះရဲ့ချစ်ချင်းမိတာကကျွန်တော်ရအသက်တာတက်မှာဝေလာတဲ့ကျွန်တော်အားလုံးပြောင်းလဲသွားတာဖြစ်တယ်အားလုံးကျွန်တော်ရ
တနည်းအားဖြင့်ကျွန်တော်ရဲ့အားနဲ့တော့မရဘူးဒါမဲ့ပဲလေဖယားစီကကျွန်တော်တို့ခိုးကထောင်းရတာဖြစ်တယ်ဒါကြောင့်ဒီမှာရှိသောမိသားစုတွေတည့်ရဲ့တက်တာတဲ့မှာဖယားမကြက်မနေတဲ့အဒုစရိုက်တွေကိုဖယ်ရှားပါလို့ကျွန်တော်အားပေးကြည့်တယ်တခါလေကျွန်တော်တို့ထင်တာပဲလေဟောအရွယ်လေးစားတာပဲအိုးကျွန်တော်တို့ကိုလေးနေပဲစားတာဘာဖြစ်တယ်မဟုတ်ဘူးညီကောင်မတွေတချို့သောလူတွေရဲ့ဘာကြောင့်ကေစာဖြစ်လဲဘာကြောင့်သူတို့ရဲ့အဲမှာကြောက်တဲ့တယ်ဘာကြောင့်သူတို့ရဲ့အဲမှာအဲ့ဒီယောဂါတွေရှိလဲဆိုတော့ကျွန်တော်တို့သူရဲ့နောက်ကျောင်းရာဇဝီတွေပြန်လဲလေ့လာတဲ့အချိန်မှာတစ်ချိန်တော့ပါလေသူအဲ့ဒီຢာတွေလုတ်ခဲလို့ပါလေအဲ့ဒီຢာတွေပြန်ခံစားရတယ်ဒါကြောင့်မို့ကျမ်းစာထဲမှာလည်းကျွန်တော်ပါဗျစိုက်တဲ့ဟယ်လိုโอเคကျမ်းစာထဲမှာဗျစိုက်တဲ့အတိုင်းကျွန်တော်တို့ရေးရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ပတ်ကိုစားလိုက်တဲ့ကိုတစ်ခုကိုတောင်းတဲ့အရက်တစ်ခွက်ကဒီအခုတော့မရရဘူးဒါပေမဲ့အခြေတာရဲကိုရရမှာဖြစ်တယ်ဒါကြောင့်ဒီမှာရှိတော်မိသားစုတွေကျွန်တော်အားပေးရှိတယ်သူတို့ပတ်တဲ့မှာအဲ့ဒီအရာနဲ့လွတ်မြောက်စေဖို့ဖြတ်တည်သူတွေကိုကောင်းချီးပေးပါစေဟာလေလုယာဒါဆိုကျွန်တော်တို့ပတ်တဲ့တာနဲ့မှာအိမ်တော်မိသားစုတွေကျွန်တော်ကြည်လိုက်ဖခင်ကိုချစ်ကြောက်မိသားစုတွေကျွန်တော်အရာကိုဝါမြောက်တာဖြစ်တယ်ဒါပေမဲ့တကယ်ပဲဖခင်ကိုချစ်မကြောက်ကြိုက်တယ်လို့အသက်ရှင်တဲ့သူတွေကျွန်တော်တို့ကြည်တဲ့ချိန်မှာပဲလေကျွန်တော်အိမ်တော်ပြည့်ကြည့်တဲ့စိတ်တော်မရှိတော့ဘူးဖြစ်တယ်ဒါကြောင့်ဒီမှာရှိတော်မိသားစုတွေကျွန်တော်အရာဝါမြောက်တာဖြစ်တယ်အရာကိုတကယ်ပဲသူတို့ကိုဒီမှာရောက်လို့သူတို့ကိုတောင်းပြောတာမဟုတ်ဘူးသူတို့ကိုကျွန်တော်အမြဲတမ်းကြည့်တာဖြစ်တယ်ကျွန်တော်ကြည့်တယ်ကျွန်တော်အရာကိုပဲလေကျွန်တော်ကြိုက်လေအဲ့ဒီလိုမျိုးသွားမယ်ကျွန်တော်ကခံယူထားတာဖြစ်တယ်ပြောကြည့်တဲ့အရာကသူတို့ကိုချစ်ချဲပြီးပါဖြစ်လေကျွန်တော်ဝါမြောက်တာဒါဆိုသူတို့ဘွားတက်တာကြည့်လိုက်မျက်နှာလက်ပြောင်းနေတာပဲဘာကြောင့်လဲဆိုတော့သူ့ရဲ့အရေးအမြစ်ကမှလည်းဖခင်နဲ့ဆက်တယ်ဒါကြောင့်ဒီမှာရှိတော်မိသားစုတွေကျွန်တော်အားပေးကြည့်တယ်ဖခင်ကိုချစ်ကြောက်ယူပေးပါလဲကျွန်တော်အားပေးကြည့်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီဂျားစာထဲမှာကျွန်တော်ဗာမြင်ရလဲဆိုတော့ဖခင်ကိုချစ်ကြောက်ယူတည်တော်သူရဲ့အသက်တာကသားစဉ်မြစ်စစ်ထိပါလဲကောင်းကြီးမင်္ဂလာခံစားရမှာဖြစ်တယ်ဒါဆိုရင်တည့်ရဲ့အသက်တာမှာဖခင်နဲ့တိဆောက်ခဲ့တဲ့အရာအလုံးကတယောက်တည်းတဲ့အခုရိပ်ရခဲ့တယ်လို့တည့်ရဲ့ဆက်ဆံတော့တည့်ရဲ့သားသမီးတွေသားစဉ်မြစ်စစ်ထိပါလဲကောင်းကြီးမင်္ဂလာခံစားရမှာဖြစ်တယ်ဒါကြောင့်တည့်ရဲ့ပွားတဲ့တမှာတစ်ဆိုင်တဲ့အရာကနာတော့အရာဖြစ်ကိုအရာပါလဲအရေးကြီးတာဖြစ်တယ်ဒါကြောင့်ဒီမှာစတော်မိသားစုတွေတည့်ရဲ့ပွားတဲ့တာတဲ့မှာတကယ်ပဲဘုရားကိုချစ်ကြောက်ပြီးတော့ဘုရားကိုကြောက်ပြီးဘုရားကြောင့်မလာတော့သူမဟုတ်ဘဲနဲ့ဘုရားကိုကြောက်ပြီးဘုရားနဲ့တာရင်းနှီးတော့အသက်တာဖြစ်ပါလေကျွန်တော်အားပေးကြည့်တာဒါဆိုရင်ကျွန်တော်တို့ဘွားတက်တာတဲ့မှာဖယားကိုတခါလေကျွန်တော်တို့ကဘာနဲ့တူလဲဆိုတော့ဖယားကိုကြောက်မဲ့စားကျွန်တော်ဘု து ကိုကြောက်လဲလုပ်ငန်းရှင်ကိုကြောက်တယ်ဖယားကိုကြောက်ရမဲ့စားကျွန်တော်ဘု து လူတွေကိုကြောက်တာဖြစ်တယ်ဒါဆိုဒီမှာရှိတော်မိသားစုတွေလူတွေကိုကြောက်ရတာတဲ့ဖယားကိုတာယူကြောက်ယူပါလဲကျွန်တော်အားပေးကြည့်တယ်ဒါဆိုကျွန်တော်ရှောလူရဲ့အသက်တာထဲမှာကျွန်တော်တို့ကြည်တဲ့ချိန်မှာရှောလူကတနေ့ကြတော့ဖိလိတိလူတွေကသူ့ကိုပါလဲလာတိုက်ဒါဆို तू ကဘာဖြစ်လဲ तू အရာကြောက်တာဖြစ်တယ်ဘာဖြစ်လဲโอเคကျွန်တော်တို့ကျမ်းစာကြည့်ရအောင်အဲ့ဒါကဓမ္မရောက်ဆိုရင်ပထမဆောင်ခိုင်း73 71နောက်ဘာရအောင်ဓမ္မရောက်ဆိုရင်ပထမဆောင်ခိုင်း73ကြည့်ရပါတော့โอเคရပြီနော်โอเคအခန်းငယ်73အခန်းငယ်7နော်โอเคကျွန်တော်တွေ့ဒီအဘယ်တို့ပြုသည်းဟုရှောလူကလူများတို့သည်ကျွန်တော်မှသိသိကြောင်းကိုတော်သည်ချစ်ကျက်သောအချိန်ရောက်ကြောင်းအဲ့မှာကျွန်တော်ဗာမြင်ရလဲရှောလူရဲ့အသက်တာထဲမှာဖယားကိုကြောက်ရွံ့ရမယ့်အစားပါပဲလေ
လူကိုကြောက်တယ်ပဲလူတဲ့သူ့ရဲ့ဘက်မှာမရှိတော့မှအရာကိုပါလဲကြောက်တာဖြစ်တယ်ကျွန်တော်ပါလဲကျွန်တော်ဒီအရက်ကိုတောက်မှပြကျွန်တော်တငယ်ကြီးတွေကကျွန်တော်ပေါင်းမှာကျွန်တော်ကခံယူထားတာဖြစ်တယ်ဟာတချို့တော့တငယ်ကြီးတာဘယ်လိုဖြစ်လဲတကယ်ချင်းမင်းကကိုချစ်ပါလဲတစ်ခွက်တစ်ပလားလောက်ပါတကယ်ချင်းမင်းကကိုချစ်နည်းနည်းလေးတက်လိုက်သေးပါတကယ်ချင်းရှောလူလည်းအဲ့လိုပဲသူ့ရဲ့ဘွားတဲ့တာဘာဖြစ်လဲဖယားကသူ့ဘက်မှာရှိတာတဲ့လူတွေကသူပါလဲသူ့ဘက်မှာရှိဘွဲသူကပါလဲတောင်းတတာဖြစ်တယ်ဒါဆိုရှောလူရဲ့အသက်တာထဲမှာကျွန်တော်ကြည့်လိုက်ကြပါသူ့ရဲ့အသက်တာထဲမှာဖယားကိုပြစ်မှားခြင်းအဖြစ်ဖယားကိုမကြောက်ခြင်းအဖြစ်ပါလဲသူ့အဆုံးသတ်လာလားသူ့ရဲ့ဆုံးသတ်လာလားရှောလူโอเคဒီမှာအများကြီးကျွန်တော်သိတာခရိယာတွေများစွာရှိတယ်နော်ခရိယာတွေအားလုံးပါလဲကျမ်းစာဖတ်ဘူးတာဖြစ်တယ်ကျမ်းစာဖတ်တယ်ကျွန်တော်နှုတ်ကပတော်တက်တာရှိတယ်ဒါဆိုရင်ကျွန်တော်ရှောလူရဲ့တက်တာအများကြီးကျွန်တော်သိရတာဖြစ်တယ်ရှောလူကဖယားကိုမကြောက်ဘဲနဲ့အသက်ရှိတော့ကြောက်ပါလဲအဆုံးသတ်မှာပဲလေအဆုံးသတ်မလောက်ဘူးလို့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒါကြောင့်ဒီမှာရှိသောမိသားစုတွေကျွန်တော်တို့ဘဝတက်တာထဲမှာလူတွေကိုကြောက်တာတဲ့ဖယားကိုတာပြီးကြောက်ရိုးသေးလေးစားပါလို့ကျွန်တော်အားပေးကြည့်တယ်ပြီးတော့နောက်တစ်ခုကဘုရားတခင်တိတို့ကိုပေးထားတော့ဘုရားလူတယ်ဘုရားတခင်တိတို့ကိုပေးထားတဲ့ခေါင်းဆောင်တွေကိုလေးစားပါလို့ကျွန်တော်အားပေးကြည့်တယ်လူတွေတချို့သောလူတွေကိုကျွန်တော်ကြည့်တာတကယ်ပဲဝိညာဉ်ရေးရမှာပဲလေရစ်ချက်တယ်လို့ဖြစ်တယ်ဒါပေမဲ့သူတို့ဘုရားတခင်ပေးထားတော့ပါလေခေါင်းဆောင်တဲ့ဝိညာဉ်ဖခင်တွေပါလေမလေးစားတဲ့သူများစွာရှိတာဖြစ်တယ်အဲ့ဒီຢာတွေကျွန်တော်အသက်တာမဖြစ်ဖို့အရာယူကြည့်တာဖြစ်တယ်ဒီမှာကျွန်တော်ရှိတာကောင်းခြင်းမိဂလာဆိုတာဒီအောက်ကနေတက်လာတာမဟုတ်ဘူးနော်အပေါ်ကနေစီးထွက်လာတာဖြစ်တယ်ဒါတည်းရဲ့ဘဝတက်တာမှာခေါင်းဆောင်ဘုရားတခင်ပေးထားတဲ့တိတို့ဝိညာဉ်ရာဖခင်တွေကိုတိတို့မလေးစားသေးတဲ့တေးကြတယ်တည်းဝိညာဉ်ရာဘယ်တော့မှမကြည့်ထွားဘူးတဲ့ပြောကြည့်တဲ့ဝိညာဉ်ရေးရမှာဖြတ်လားဆိုတော့မရှိဘူးအဲ့ဒါရကျွန်တော်အမြင်တော့ပြောတာဖြစ်တယ်ဝိညာဉ်ရေးရမှာလေကားတစ်စစ်ပြီးတစ်စစ်ပါပဲလေတဲ့ရတာဖြစ်တယ်ကျွန်တော်အသက်တာထဲမှာကျွန်တော်မှာဝိညာဉ်ဖခင်ရှိတယ်ဝိညာဉ်ခေါင်းဆောင်ရှိတယ်ကျွန်တော်အခုကျွန်တော်ရဲ့ဝိညာဉ်ရေးရဖခင်ဝိညာဉ်ရေးရခေါင်းဆောင်ဘလောက်ပဲသူတွေဘဝတက်တာထဲမှာအားနေခြင်းရှိခဲ့ပါလေဒါကပဲလေကျွန်တော်ရဲ့ခေါင်းဆောင်ကကျွန်တော်ရဲ့ခေါင်းဆောင်ဖြစ်တယ်ကျွန်တော်ရဲ့ဝိညာဉ်ဖခင်ကပဲလေကျွန်တော်ရဲ့ဝိညာဉ်ဖခင်ဖြစ်တယ်ဒါကြောင့်သူတွေဘဝတက်တာထဲမှာလေကျွန်တော်အကြံတစ်ခုပေးကြည့်တယ်ဝိညာဉ်ရေးရမှာတိုးတက်ကြည့်တယ်အောင်မြင်တော့တက်တာဖြစ်တယ်ဝိညာဉ်ရေးရခေါင်းဆောင်ဝိညာဉ်ရေးရဖခင်တွေကိုထားပါလို့ကျွန်တော်အားပေးကြည့်တယ်ကျွန်တော်ကိုယ်တိုင်ပဲတခါလေကျွန်တော်ရဲ့ဘဝတက်တာထဲမှာပဲလေသွားတဲ့အရာတွေလှုပ်တဲ့အရာမှာမာယူချီတွေကြုံတဲ့အချိန်မှာကျွန်တော်ဘုသူစီပါပြရလဲကျွန်တော်ဖတ်ခေစီမှာကျွန်တော်ဖုန်းဆက်ရတယ်သူ့အကြံညာတောင်းရတယ်ဒါဖြစ်တယ်ပြောကြည့်တဲ့အရာကကျွန်တော်တို့ဝိညာဉ်ရေးရာခေါင်းဆောင်တွေကကျွန်တော်တို့ရှိမှာပဲလေခြေသလားတာတာဖြစ်တယ်ဒါကြောင့်သူတို့ဘဝတက်တဲ့မှာဝိညာဉ်ရေးရာခေါင်းဆောင်တွေထားပါဖတ်ခေကိုထားပါသူတို့ကိုလေးစားသူတို့အော်နာလုပ်ပါလဲကျွန်တော်အားပေးကြည့်တယ်အဲ့ဒါကလည်းသူတို့ဝိညာဉ်ရေးရာရဲ့အောင်မြင်ခြင်းပဲဖြစ်တယ်ကျွန်တော်ရဲ့အသက်တာထဲမှာသူနည်းတူပဲကျွန်တော်အဲ့ဒီတိုင်းပဲသွားခဲ့တာဖြစ်တယ်ကျွန်တော်မှာကျွန်တော်ထားတယ်ဖြစ်တယ်ဝိညာဉ်ရေးရာခေါင်းဆောင်တွေထားတယ်ဝိညာဉ်ရေးရာဖတ်ခေလည်းကျွန်တော်ထားတယ်ဖြစ်တယ်ဒါကြောင့်ဒီမှာရှိသောမိသားစုတွေကျွန်တော်အားပေးကြည့်တယ်ဘုရားတခင်တို့ကိုပေးထားတဲ့သိုးထိန်ဘုရားတခင်ပေးထားတဲ့အိုခေါင်းဆောင်အသီးသီးကိုတာဝန်ထားပါလေကျွန်တော်အားပေးကြည့်တယ်โอเคနောက်တစ်ခုကကျွန်တော်တို့မှာဘုရားကိုပါလေမကြောက်မရွမယူသေးချက်ပါလေကျွန်တော်တို့အဆုံးသားဆုံးရှုံးခြင်းတွေမှာကြုံတွေ့ရတာဖြစ်တယ်ကျွန်တော်ခုနကကျွန်တော်ရှောလို့ရတဲ့တာပါလေဆုံးရှုံးခြင်းတွေမှာကျွန်တော်ကြုံတွေ့ရတာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဘဝတည်းမှာဘုရားကိုကြောက်ရွံ့တော့အတ္တဖြစ်စီပါโอเคနောက်နံပါတ်1တစ်ခုကအဲ့ဒါယုံကြည်သူတော်တော်များများတက်မကြက်ရဘူးအဲ့ဒီအချက်ကဒါပေမဲ့ကျွန်တော်တို့ဒီနေ့ခေါင်းစဉ်ကပါလဲအောင်ပါလဲကောင်းစားခြင်းပါလဲအရေးမြစ်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဘဝတည်းမှာဒီအရာကိုမကြော်ဖြတ်ရင်မရအောင်ဖြစ်တယ်ဒီအရာကိုကြော်ရမှာဖြစ်တယ်ဒါဆိုကျွန်တော်တို့ယုံကြည်သူကဘာဖြစ်လဲကောင်းစားခြင်းတယ်ဒါပေမဲ့သူ့ရဲ့တက်မှာကြော်ဖြတ်ရမယ်အပိုင်းလေးပါလဲကြော်ခွကြည့်တယ်မကြော်ဖြတ်ကြည့်ဘူးလဲကြော်ခွကြည့်တယ်ပြည်တယ်ကြော်ခွလို့မရဘူးနော်ဒါကြောင့်ဒီမှာရှိသောမိသားစုတွေโอเคအဲ့ဒီရဲ့ခေါင်းစဉ်ကဖယားနဲ့ဆိုင်သောအရာပါလဲဖယားကိုပြန်ပေးပါကျွန်တော်တို့ကလေတခါလေကျွန်တော်တို့ကတခိုးဖြစ်တယ်နော်တခါလေကျွန်တော်တို့ကလည်းဓမြလဲလှုပ်တယ်တခါလေလည်းခိုးဆုလူနိုင်လဲလှုပ်တာဖြစ်တယ်ကျွန်တော်တို့ကအဖွဲစုံဖြစ်တယ်နော်ဒါကြောင့်ဒီမှာရှိသောမိသားစုကကျွန်တော်ယုံကြည်ပါတယ်အဲ့ဒီအဖွဲမဟုတ်ဘူးနော်တကယ်ပဲဘုရားသခင်နဲ့ဆိုင်တော့အရာပြပေးတော့သူလည်းကျွန်တော်ယုံကြည်တာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ပတ်သက်တာမှာဘုရားနဲ့ဆိုင်သောအရာကိုကျွန်တော်တို့ပြန်ပေးမှာပဲလေဘုရားသခင်ကျွန်တော်တို့ကိုကောင်းကြီးတကားတွေကကျွန်တော်တို့ကိုပါလေဖွင့်ပေးမှာဖြစ်တယ်။နောက်တစ်ခုကဥပ္ပေကျွန်တော်တို့မလခိအခန်းကြီး3အခန်းငယ်810ကိုကျွန်တော်ဖတ်ရအောင်
မာလကီခန်းကြီး3ရှိရနဲ့10ကျွန်တော်တို့မာလကီခန်းကြီး3ရှိရနဲ့10လူသည်ဘုရားသခင်ဤဥစ္စာတော်ကိုလူယူရမည်လောသို့တော်လည်းတေတို့သည်ငါ၏ဥစ္စာကိုလူယူကြပြီးကျွန်တော်တို့သည်အဘယ်သို့လူရသနည်းဟုတေတို့သည်မိလေဆယ်ဖို့ဘူး၎င်းပူဇော်တကားတို့၎င်းလူယူကြပြီးโอเคနောက်တစ်ခါရအောင်တေတို့သည်ခြေချေအမင်္ဂလာကိုခံရကြ၏โอเคဆရာဇေဘုတဖို့ရှိမြောက်ကိုဘာသာတဲ့တို့တွေးပြီးငါအေတော်၌စားစာရှိပြီးလာပြီးကြတော့ငါသည်မိုးကောင်းကင်ပြည်တော်ကိုဖွင့်ကောင်းကြီးမင်္ဂလာကိုအကုန်စင်သွန်းလောင်းပြီးမတိုးလောင်းမီကိုထော်တော်ဆွန်ကြောကြပါအာမင်ဒီမှာရှိတော်မိသားစုတွေကျွန်တော်တို့ဘုရားကစားစရာမရှိလို့တောင်းတယ်ဘုရားမဟုတ်ဘူးလားဘုရားကလည်းဘုံစည်းစီနဲ့ပြည့်စုံတော်ဘုရားဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဘုရားတခင်ကတည်ကြတယ်ကျွန်တော်တို့ကိုတောင်းရပါဗလဲကျွန်တော်တို့ကိုပေးကြည့်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလည်းပေးတာဖြစ်တယ်ဆယ်ဖို့တဖို့ဆိုတာကျွန်တော်တို့ဒီကျမ်းစာထဲမှာဆိုကျွန်တော်တို့ဥစ္စာမဟုတ်ဘူးတဲ့ဘယ်သူဥစ္စာလဲဘုရားဥစ္စာဖြစ်တယ်ဒါဆိုဘယ်သူပေးရမလဲဘုရားကိုပေးရမှာဖြစ်တယ်ဒါကြောင့်ဒီရှိတော်မိသားစုတွေကျွန်တော်နှုတ်ကပတ်တော်မှာကျွန်တော်ပြက်ရက်တီဖို့အရန်လိုအားတယ်ဖြစ်တယ်ကျွန်တော်ဒီဆယ်ဖို့တဖို့ဒါဆိုရင်ဆယ်ဖို့တဖို့ဆိုတာကျွန်တော်တို့ဘယ်လိုပေးရမလဲတိပါဝေတဲ့အသေးတော်မပါဝေပဲလေကျွန်တော်အားပေးကြည့်တယ်တချို့တော့လူတွေဘယ်လိုပါဝေလဲဆိုတော့ဒီမှာဘုရားကြောင့်တက်တယ်ဒီမှာဆရာတွေသူတို့ဝိညာဉ်ရပါလဲကျွေးတယ်ဝိညာဉ်ရတိုက်တိဆောက်ပေးတယ်ဒါမှဘယ်ကိုပေးရလဲဟိုမြန်မာပြည်ကိုပြေးတာပြေးတယ်ဒါဆိုကျွန်တော်တို့ဒီမှာထမင်းစားပြီးတော့မြန်မာပြည်မှာကျွန်တော်တို့ဗာလဲပတ်စာရှိလားအဲ့လိုရှင်းနေကြလားကျွန်တော်တို့မဟုတ်ဘူးကျွန်တော်တို့ဘာလို့လဲဒီမှာစားတယ်ဒီမှာပဲရှင်းကြတာဖြစ်တယ်ဒါဆိုကျွန်တော်တို့ဝိညာဉ်ရေးရမလဲဒီမှာတိဆောက်တယ်ဆိုတော့ကျွန်တော်တို့ဘာလဲဒီမှာပဲပေးရမှာဖြစ်တယ်အဲ့ဒါကမှန်ကန်သောနီလာဖြစ်တယ်ဒါဆိုတချို့သောလူတွေဘာကြောင့်ဆပ်ဖို့တဖို့ပေးရသားနဲ့ပဲအသက်တမှာတနည်းအားဖြင့်ကောင်းစားခြင်းတွေမရောက်လာတယ်ဆိုတော့အဲ့ဒီအချက်တွေကမားတာဖြစ်တယ်ဒါကြောင့်ဒီမှာရှိတော်မိသားစုတွေကျွန်တော်အားပေးကြည့်တယ်တိတို့တင့်တယ်ဖះเจ้าโอเคတိတို့တင့်တယ်တိတို့ဝိညာဉ်ရေးကျွေးတဲ့အသေးတော်ပဲဘာလဲဆပ်ဖို့တဖို့ကိုအပဝဘာလဲကျွန်တော်အားပေးကြည့်တယ်ကျွန်တော်ယုံကြည်သူတွေအသက်တာထဲမှာဒီဆယ်ဘုတ်တဖို့ကကျွန်တော်တို့ကောင်းကြီးလိုချင်လို့ကျွန်တော်တို့ကပေးတာမဟုတ်ပဲတဲ့ဘလို့ခံယူကြလဲဖယားဟာဖြစ်တယ်နော်ဖယားဟာကိုကျွန်တော်တို့ခိုးစားသူဖယားနဲ့ဆိုင်သောအရာကိုကျွန်တော်တို့စားသူဖယားတကပေးမဲ့ကောင်းကြီးမိလာကျွန်တော်မရောက်ဘူးနော်ဒါကြောင့်ရှိတော်မိသားစုတွေတိတို့အားပေးကြည့်တယ်ဒီနေ့ကကျွန်တော်ဒီမှာဝင်လာနှုတ်ကပတ်တော်ကတိတို့အတွက်ခါကောင်းခါမယ်ဖြစ်တယ်အချိုကဘာဖြစ်လဲအချိုတိလားအချိုဆိုတာစီးကြိုတွေသွေးကြိုတွေဖြစ်တယ်တိတို့ပျော်ရွှင်ရောကျွန်တော်ကပြောလို့ရတာဖြစ်တယ်ဒါပေမဲ့တိတို့ပြအခါကိုပေးတာပဲလေတိတို့ကြားမှာဖို့ဖြစ်တယ်ဘယ်လိုကြားမှာဝိညာဉ်ရေးရမှာကြားမှာဖို့ခိုးအားပေးတာဖြစ်တယ်ဒါကြောင့်ဒီမှာရှိတော်မိသားတကယ်များတိုက်ဆိုင်ရင်ပြုတ်ပြပါလေကျွန်တော်အားပေးမခွင့်လို့ပါနဲ့နော်တိုက်ဆိုင်ပါလေပြုတ်ပြပါပြုတ်ပြလိုက်နော်ဒါတိဘောတော့အခုချစ်တဲ့ငါဟာဆက်ဖို့တဖို့လည်းမပေးရသေးဘူးအခုချစ်တဲ့ဘုရားဟာကိုကျွန်တော်ခိုးစားတော့လိန်စားတော့ဘုရားကိုလူယိုတော့ဆိုရင်ပြုတ်ပြပါလေကျွန်တော်အားပေးကြည့်အဲ့ဒါတေဖို့ဖြစ်တယ်နော်ဒါကြောင့်ပြောကြည့်တဲ့ရာကောင်းကြီးမိဂလာကပြဒေးပေါက်တဲ့အဲ့မှာဖွင့်မယ်ဖြစ်တယ်ဒါဆိုကျွန်တော်တို့တက်မှာဘာကြောင့်ကောင်းကြီးမိဂလာကပိတ်ထားလဲဆိုတော့အဲ့ဆက်ဖို့တဖို့နဲ့ကျွန်တော်တို့ကပါလေမကြော်ဖြတ်သေးတာပြကျွန်တော်ကြော်ခွသွားတယ်နော်ကြော်ဖြတ်ရင်လည်းကြော်ခွတယ်မတူဘူးနော်အဲ့ဒါလည်းနားလည်စီရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့တက်မှာဖြတ်သားရတဲ့ခရိယာတက်တာဆိုအဲ့ဒီဆက်ဖို့တဖို့လည်းပါတယ်ဖြစ်တယ်ဒါကျွန်တော်တို့ယုံကြည်သူတွေတက်တာတက်မှာဒီနေ့တိတို့ကိုကျွန်တော်ပြောတယ်ကျွန်တော်အလူငွေနဲ့လာခံတာမဟုတ်ဘူးဒီအသေးတော်ကိုကျွန်တော်ကတရားဟောဖို့လည်းလာတော့မဟုတ်ဘူးတကယ်တော့ကျွန်တော်ကဒီရညီကိုတယောက်ကသူ့ရဲ့ဇာပနာအခါကျွန်တော်လာတာဖြစ်တယ်အားလုံးလည်းသိတယ်ကိုရဲအောင်မနော်သူ့ရဲ့ဇာပနာအခါကိုကျွန်တော်လာတာဖြစ်တယ်သူမဆုံးခင်မှာကျွန်တော်တို့ရောက်တာဖြစ်တယ်ကျွန်တော်တို့သူဆုံးပြီးအားလုံးတကြိုပြီးမှကျွန်တော်ဗလဲ
အားလုံးတကြိုပြီးတာနဲ့ကျွန်တော်ကပြန်ဖို့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒီကပ်ပက်ပူလီလားကပ်ပက်ပူလီပါအဲ့ဒီအသေးတော်ကူကကျွန်တော်ခေါ်ထားဖြစ်တယ်သူခေါ်ထားတယ်သူကအရင်ခေါ်ထားတယ်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကဒီကိုနားပြီးတော့ကျွန်တော်ကသွားမလို့ဒါပေမဲ့ဒီမှာပြရောက်တဲ့ချိန်မှာပဲဆရာကကျွန်တော်ပြောလာတယ်ဆရာကကျွန်တော်ဆရာခဲဒီမှာရောက်တော့ဗလဲဒီမှာအစီခါမှလည်းပြောတဲ့အချိန်မှာဟိုဘက်ဆရာလည်းကျွန်တော်ပြပြောရတယ်ဖြစ်ဟိုဘက်ဆရာလည်းကျွန်တော်ကလည်းဗလဲပွားစီပြပြောတယ်လို့ပြောခဏခေါ်တယ်တဲ့သူလည်းခဏခေါ်တယ်ပဲကျွန်တော်လည်းဟိုရောက်ဒီရောက်တယ်အဲ့လိုမသွားပြပါတယ်ကျွန်တော်ဆယ်လာပိုင်းသူ့ကိုပြချင်းလာဖြစ်တယ်ပြောကြည့်တဲ့အရာကကျွန်တော်ကတက်လာတော့မဟုတ်ဘူးတော့ဒါဖခင်တကယ်ပဲလဲပို့ဆောင်ပေးတာဖြစ်တယ်လို့အလုံးဖခင်တကယ်ကျွန်တော်တို့ကိုပို့ဆောင်လဲကျွန်တော်ယုံကြည်တာဖြစ်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ယုံကြည်သူတွေအသက်တန်မှာယုံကြည်သူတိုင်းကပေးကမ်းသောအသက်တာရှိကိုရှိရမှာဖြစ်တယ်ယုံကြည်သူကကစီနဲ့လေ6ကလေပဲတော့နော်ဒါကျွန်တော်တို့ဘဝအသက်တာတတ်မှာယုံကြည်သူရဲ့အသက်တာတတ်မှာအောင်မြင်သောအသက်တာကောင်းကြီးနဲ့ဖြတ်သားခြင်းကျွန်တော်ပေးကမ်းခြင်းကအရာကြီးကြီးတာဖြစ်တယ်တိရရလဇာကတေးကြတယ်ကျွန်တော်ထက်အများကြီးများမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကပေးကမ်းနိုင်တယ်ဖြစ်တယ်ဒီနေ့ပဲနေမကောင်းတဲ့သူတွေဆိုရင်ကျွန်တော်ကပေးနိုင်တာဖြစ်တယ်ဘာလို့လဲဆိုဘုရားတကယ်ကျွန်တော်ကိုပေးတဲ့အရာအလို့ကျွန်တော်ဟာလို့မခံယူဘူးအားလုံးကဘုရားဟာပဲဖြစ်တယ်ဘုရားကိုပြပေးတယ်ဘုရားကကျွန်တော်ကိုပြပေးတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရှိတော်မိသားစုတွေကျွန်တော်တို့ရဲ့ယုံကြည်သူတွေအသက်တာမှာအိုင်ထဲမှာရှိသောရေနဲ့အိုင်ထဲမှာရှိသောရေနဲ့မတူဘဲကျွန်တော်ဘာနဲ့တူလဲစာကြောင်းဖြစ်တယ်စာကြောင်းဆိုတော့ဗာလဲအမြဲတမ်းစီးဆင်းတာဖြစ်တယ်မကုတ်ခမ်းတယ်ဘုဖြစ်တယ်တခါကျွန်တော်ယုံကြည်သူတွေအသက်တာကဘာနဲ့လဲအိုင်နဲ့တူတယ်ဖြစ်တယ်အဲ့ဒီအိုင်နဲ့တူတော့အဲ့ဒီရေကစီးလည်းမစီးထွက်လည်းမထွက်အဲ့ဒီတိုင်းဒါပေမဲ့ကျွန်တော်ယုံကြည်သူတဲ့စာကြောင်းလို့အမြဲတမ်းဘုရားရဲ့ကောင်းကြီးပြီလားအဲ့လိုမျိုးစီးဆင်းပါဖြစ်တယ်ဒါကြောင့်ဒီမှာရှိတော်မိသားစုတွေသူတို့ဘဝအသက်တာထဲမှာကျွန်တော်တို့ okay ကျွန်တော်တို့နှစ်ကောကိုကျွန်တော်တို့သွားရအောင်နှစ်ကောခန်းကြီး6ခုနော်နှစ်ကောခန်းကြီး9အခန်းငယ်6ခုโอเคတော်တော်တူကညီညာတော့ဖိုက်ရအောင်အနှဲငယ်သောမြို့စီကိုကျဲသောသူသည်စပါးနှဲငယ်ကိုသာရေးရမည်များစွာကျဲသောသူသည်များစွာရေးရမည်ဟုမှားရလူတိုင်းကိုလိုရောက်လူရိုက်နှမျောသောစိတ်နဲ့မလူပဲမတင်ရစိတ်ထင်နေလဲမလူရစေတနာရှင်နဲ့အာမင်အာမင်အာမင်ကျွန်တော်တို့ကလည်းတင့်ကိုဘုရားတကယ်ကောင်းချီးပေးပါလေဆိုပြောမလားအာမင်ဘုရားတကယ်တင့်ကိုသုံးပြပါလေပြောရပါလေအာမင်တဲ့တချို့လူကပါလေမှတ်တယ်မတရားလို့ပြီးတယ်ဒါပေမဲ့ပေကချင်းနဲ့ပြောလဲတာအတားကြပါလေတိတ်သွားတာအဲ့လူကျွန်တော်မဖြစ်ဝရရေးကြည့်တာဖြစ်တယ်ဒါတော့ကျွန်တော်လူတိုင်းရပါလေဒီကြားစာကမယုံကြည်သူပြောတာမဟုတ်ဘူးနော်ယုံကြည်သူတွေကိုဘုရားတကယ်ပြောတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ယုံကြည်သူအားလုံးကပါလေပေကတော့အသက်တာရှိကိုရှိရမှာဖြစ်တယ်ခုနကပြောတယ်လို့ပဲကျွန်တော်ယုံကြည်သူတွေကပေကစီနဲလေပါလေ6ကလေပဲကျွန်တော်ယုံကြည်လဲပိတ်6နဲ့ပဲခန္ဓာကိုယ်ပြောတာမဟုတ်ဘူးနော်ကျွန်တော်တော့ကြောက်ဝတယ်ပြောကြည့်တာဝိညာဉ်ရေးရာဖြစ်တယ်အဖက်ရတယ်ကျွန်တော်ကြည့်တယ်ကျွန်တော်သိတာဖြစ်တယ်ဒါကြောင့်ဒီမှာရှိသောမိသားစုတွေပေကံသောအသက်တာရှိစီပါကျွန်တော်တို့ပါကျွန်တော်တို့ဒီနေ့ပြောရင်ကျွန်တော်တို့တွေအာဗြဟံကဲ့သို့ကျွန်တော်ပါရက်ရောဆိုတာကျွန်တော်တို့ပေးဖို့လိုအပ်တယ်ဖြစ်တယ်အာဗြဟံသား10ယောက်ရှိလား3ယောက်5ယောက်အာဗြဟံသားဘယ်နှယောက်ရှိလဲပထမဦးဆုံးโอเคအဲ့ဒီ1ယောက်ရှိတဲ့အချိန်မှာဘုရားတကယ်ပါဘယ်လဲတောင်းတယ်ဖြစ်တယ်အဲ့ဒီရှိတယ်ဘုရားတကယ်အများကြီးရှိတာကိုဘုရားတကယ်စိတ်ဝင်စားတယ်အဲ့ဒီတစ်ထဲမှာရှိတော့အဲ့ဒီအရာတစ်ခုပဲဘယ်လဲဘုရားကတောင်းတဲ့အရာကဘုရားတကယ်သိပါလဲပြန်လဲပြီးတော့ပေးချေတာဖြစ်တယ်နော်ဒါဆိုရင်အာဗြဟံကဘုရားတကယ်သူ့ကိုတောင်းတဲ့ချိန်မှာဘယ်လဲပြန်ပြီးတော့ဘုရားတကယ်ကျွန်တော်တယောက်တည်းရှိတယ်2ယောက်3ယောက်ပေးမှကျွန်တော်ပြန်ပေးမယ်လို့အာဗြဟံပြောလားမပြောဘူးကျွန်တော်တို့ဆိုပြောမှလားပြောမှလေဘုရားတကယ်ကျွန်တော်ကတယောက်တည်းပဲရှိတယ်ကျွန်တော်5-6ယောက်ပေးပါလားဘုရားကိုကျွန်တော်တယောက်ပြပေးမယ်လေကျွန်တော်တို့ပြောပါဗောဒါပေမဲ့အာဗြဟံဘာတခုံးမှမပြောသူကြည်နပ်ပဲလေရက်ရောစွာပဲလေပေးတာကျွန်တော်တို့တွေ့ရတာဖြစ်တယ်
ဒါဆိုရင်ကျွန်တော်တို့ယုံကြည်သူတွေအသက်တာနဲ့ထိုကဲ့သို့အာဗြဟံရဲ့နှလုံးသားထဲမှာစီးထွက်တဲ့ရေရောခြင်းကလည်းကျွန်တော်တို့အထဲမှာစီးထွက်ဖို့အရေးကြီးတာဖြစ်တယ်ဒါဆိုရင်အာဗြဟံပေးလိုက်လို့နေသွားလားကောင်းကင်ကျယ်ကဲ့သို့ကလည်းသူတရားပြရင်သူတိုးပွားတယ်ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်ယုံကြည်သူတွေအသက်တာလည်းတကယ်လို့ဘုရားသခင်ရဲ့နိုင်ငံတော်တော့ကျွန်တော်တို့ရေရောသောနှလုံးသားနဲ့ပါလဲကျွန်တော်တို့ပေးကမ်းရပါလဲဘုရားသခင်ကကျွန်တော်တို့ကိုများစွာလဲကောင်းချီးမင်္ဂလာကျွန်တော်တို့ပေးမှာဖြစ်တယ်ဒါကြောင့်ဒီမှာရှိသောမိသားစုတွေကျွန်တော်အားပေးကြည့်တယ်ဘုရားနဲ့ပတ်သက်တဲ့အရာကိုဘယ်တော့တွတ်တယ်လက်နဲ့မတို့ပါနဲ့ဖြစ်နော်တခါလေကျွန်တော်တို့ဘယ်တော့တစ်ခုကဒီမိသားစုတွေကိုအလူငွေနဲ့ပတ်သက်ပြီးတော့အကျဉ်းသားလာတင်တာမဟုတ်ဒါပေမဲ့ဒီအရာ foundation ဖြစ်တယ်ကျွန်တော်ယုံကြည်သူတွေအောက်တက်တာတတ်မှာဖခင်ကတင့်မှာအများကြီးရှိတဲ့အရာကိုဘုရားတခင်စိတ်ဝင်စားတယ်မဟုတ်ဒါပေမဲ့သူ့အတွက်ဖခင်အတွက်သူ့အတွက်ဘလောက်ပြင်ဆင်လဲဆိုတော့ဘုရားတခင်ရစိတ်ဝင်စားတာဖြစ်တယ်ကျွန်တော်တစ်လောက်ကိုဒီအသေးတော်မှာကျွန်တော်တို့အလူငွေဘယ်နှခါထည့်လဲကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်လက်စာထုတ်နေတယ်ကျွန်တော်ဘယ်ဖခင်ဆေဘုတ်ဘုတ်ဖဲပြီးတော့ကျွန်တော်တို့ဗာလဲတစ်လကျွန်တော်တို့အလူငွေဘလောက်ပေးရမလဲအစာအေးလေးနဲ့လောက်ပါလေကျွန်တော်အားပေးတယ်ကျွန်တော်ဘယ်နေရာပဲသွားကျွန်တော်တစ်လောက်ဖခင်ကျွန်တော်အလူငွေဘယ်နှခါကောက်လဲကျွန်တော်မသိသို့တော့ကျွန်တော်အမြဲတမ်းပြင်ဆင်တာဖြစ်တယ်အလူငွေတစ်ခုကိုအဲ့တစ်ခုကိုကျွန်တော်ဘလောက်ကျွန်တော်အမြဲတမ်းပြင်ဆင်တာဖြစ်တယ်ကျွန်တော်ကအမှုတော်ဆောင်ရဖြစ်တယ်ပြောကြည့်တဲ့အရာကမများပေမဲ့လည်းဖခင်အတွက်ကျွန်တော်အမြဲတမ်းပါလေအရင်ဆုံးဖယ်တယ်ဖြစ်တယ်အရင်ဆုံးဖယ်တယ်ပို့ရင်ကျွန်တော်စားတယ်ဖြစ်တယ်လောက်လာလို့ဆိုတော့ဘိုက်တော့ထွက်လာတယ်ဖြစ်တယ်လောက်တော့မှရှာထွက်အောင်ဘုရားတခင်ကျွန်တော်ကျွေးတာဖြစ်တယ်ဒါဆိုတိတိပွားတဲ့မှာထွန်းတူကဲတော့လို့ရဘုရားတခင်ကတင့်မှာလာစား1000 2000စိတ်ဝင်စားတာမဟုတ်ဘူးဒါပေမဲ့သူ့အတွက်ဘလောက်ပြင်ဆင်လာဆိုတော့ဘုရားတခင်စိတ်ဝင်စားတာဖြစ်တယ်ဒါကြောင့်ဒီမှာရှိသောမိသားစုတွေဖခင်အတွက်နဲ့ပတ်သက်တဲ့အယူအဆုံးလောက်ပါလဲကျွန်တော်အားပေးကြည့်တယ်အာဗြဟံကဲတော့ပါလဲလှုပ်ဆောင်ပါလဲကျွန်တော်အားပေးကြည့်တယ်ဒါကြောင့်မို့ကျွန်တော်တို့အသက်တာတော့ဖခင်ကအာဗြဟံပေးတောင်းတဲ့အရာကပါလဲဆုံးရှုံးစေလို့မဟုတ်ဘဲနဲ့တာ၍ပြန်ပေးကြည့်လို့ဘုရားတခင်ပါလဲတောင်းတာဖြစ်တယ်ဒါကြောင့်တူပွားတဲ့ပါလဲတခုခုနှုတ်ကပတ်တော်ကတတူကိုနိုးစော်တယ်ဆိုရင်ပေးကမ်းပါလဲကျွန်တော်အားပေးကြည့်တယ်တူတော့စိတ်တွေလုံးဝမရှိပါနဲ့ကျွန်တော်အားပေးကြည့်ဘာကြောင့်လဲဘုရားတခင်တတူကိုတာ၍ကောင်းချီးမင်္ဂလာတတူကိုပြန်ပေးကြည့်တာဖြစ်တယ်ဟာလေလုယာဒါနဲ့လားမနဲ့တော့ဒါယုံကြည်သူတွေကခရစ်ယာန်ရဲ့ foundation ရဲ့တင်းပြတဲ့အချိန်ကအုံမြင့်ပဲဖြစ်တယ်နော်ဒါဝိညာဉ်တော်ရဲ့ဟိုဟာတွေမပါသေးဘူးနော်ဒါပြောကြည့်တဲ့အရာကရိုးလေးပဲဖြစ်တယ်အားလုံးနားလည်မယ်လို့ကျွန်တော်ယုံကြည်တာဖြစ်တယ်ဒီမှာဓမ္မမိတ်ဆွေတွေပါရတော့မသိဘူးနော်ဒါမှအများကြီးကျွန်တော်သိရယုံကြည်သူပဲယုံကြည်သူမျက်နှာလေးပေါက်လို့ပြတယ်โอเคကျွန်တော်တို့ဒါကြောင့်မို့ဒီမှာရှိသောမိသားစုတွေဘုရားနဲ့ဆိုင်သောအရာကိုကျွန်တော်တို့ပေးပါနောက်တစ်ခုကပဲလေကျွန်တော်တို့ဘုရားနဲ့ဆိုင်သောအရာကိုပေးပါပြီးတော့ကျွန်တော်တို့ယုံကြည်သူကအသက်တာဓမ္မဘယ်လိုလဲပေးကမ်းတော့နှလုံးသားရှိရမှာဖြစ်တယ်ကာစီနဲ့တော့သူမဟုတ်ဘူးလေတာပေးကမ်းဖို့လိုအပ်တာဖြစ်တယ်โอเคနောက်တစ်ခုကအရာရေးကြီးတာဖြစ်တယ်အဲ့ဒါနောက်တစ်ခုကကျွန်တော်တို့ယုံကြည်သူကပထမဆုံးလဲဖခင်ကိုကြောက်ရမှာဖြစ်တယ်နောက်တစ်ခုကလည်းဖခင်နဲ့ဆိုင်သောအရာကျွန်တော်ပြပေးရမှာဖြစ်တယ်ဒါကနောက်ဆုံးဖြစ်တယ်ဆရာတွေကနောက်ဆုံးပြောရင်3ခါရှိတယ်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တစ်ခါပဲပြောမှာဖြစ်တယ်ဒီမိသားစုလည်းအိမ်မငယ်ပေါ့နော်โอเคကျွန်တော်တို့နောက်ဆုံးတစ်ခုကမာကသောနှလုံးသားထားရှိပါကျွန်တော်ယုံကြည်သူတွေအောက်သက်တာတို့မှာလေဒီနှလုံးသားကအရာရည်ကြီးတာဖြစ်တယ်နော်ကျွန်တော်ရဲ့ရုပ်ကိုဘုရားတခင်ကကျွန်တော်ရဲ့ရုပ်ရည်ကိုဘုရားတခင်ကကြည်ပြီးတော့ကျွန်တော်ကိုသုံးတာမဟုတ်ဘူးနော်အဲ့ဒါနားလည်စေချင်တာဖြစ်တယ်ကျွန်တော်ရဲ့နှလုံးသားကိုဘုရားတခင်ကကြည်ပြီးတော့အသုံးပြုတာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့တက်တာတက်မှာဒီနှလုံးသားကအရာရည်ကြီးတာဖြစ်တယ်ကျွန်တော်ရဲ့ယုံကြည်သူတွေအသက်ဘာကြောင့်ကြာရှုံးလဲဆိုတော့ဒီနှလုံးသားကအရာကိုမှလည်းဆုံးညိတာဖြစ်တယ်မရဘူးတော့ဒီဟာရှိတော့မယ်ဒီကောင်းခြင်းမင်္ဂလာကြီးအရေးမြည်တဲ့မှာပဲလေဒီနှလုံးသားအရာလိုအားတယ်ဖြစ်တယ်โอเคကျွန်တော်တို့ကျမ်းစာကိုကြည့်ရအောင်ကျွန်တော်တို့3ယောအခန်းကြီး1နှစ်ရှေ့ယောဟာတတိယဆောင်ပေါ့နော်3ယောဆိုတော့ရှေ့ယောဟာတတိယဆောင်အခန်းကြီး1โอเคကျွန်တော်တို့ညီညာလေးဖတ်ရအောင်1 2 3
အချင်းချစ်သူသေစင်နှလုံးသည်ကောင်းစားတကယ်တော့ဒီဒီအရာရတဲ့ကောင်းစားခြင်းသည်ကြားမှခြင်းရှိမဲ့ကြောင်းငါဆုတောင်း၏အာမင်ဒီမှာပြောကြည့်ရပါလားဒီနှလုံးသားကကောင်းစားရပါဗျာအရာရာကောင်းစားမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ဘဝယုံကြည်သူတွေအသက်တာထဲမှာဒီနှလုံးသားကိုကျွန်တော်တို့ဗာလဲပြင်ဆင်ရမှာဖြစ်တယ်တခါတလေကျွန်တော်တို့တဲ့ဖခင်เจ้าโอเคဖခင်เจ้าမှာမပြောနဲ့ကွာတခြားနေရာပဲဖြစ်ကျွန်တော်တို့ပဲလေပွဲတစ်ခုကိုသွားကျွန်တော်တို့ဘာလုပ်ကြလဲအလှတွေပြေးကြတယ်အလှတွေပြေးကြကျွန်တော်လည်းအလှပြေးကျွန်တော်အလှကြိုက်တဲ့လူတရားဖြစ်တယ်ဘာပြောကြည့်တဲ့အရာကဟိုပြောကြည့်တဲ့အရာကကျွန်တော်တို့ဘဝတက်တာနဲ့မှာဒီခန္ဓာကိုယ်ရဲ့လှပမှုကိုကျွန်တော်တို့ပြည်စင်တာတဲ့ကျွန်တော်ဒီနှလုံးသားကိုပြုတ်ပြဖို့အရာကြီးကြီးတာဖြစ်တယ်တချို့သောသူတွေကသူတွေလှပဖို့အတွက်ဆိုပါလဲပစ္စည်းတွေများသုံးတယ်မျက်နှာတစ်ဆေးတွေတိုနာတွေပိုနာဒီနာတွေအများကြီးသုံးတာဖြစ်တယ်ဒါပေမဲ့သူတို့ဘဝတက်တာမှာပဲလေဒီနှလုံးသားကလှဖို့အတွက်စက်မှုစားအောင်ဖြစ်တယ်ဒါကြောင့်ဒီမှာရှိတော်မိသားစုတွေနှလုံးသားတွေကိုပြင်ဆင်ပါကြားစာကကျွန်တော်တို့ဗာပြောလဲနှလုံးသားကောင်းစားရင်ဗာဖြစ်လေအရာရာကောင်းစားမှာဖြစ်တယ်ဟာလေလုယာဒါတိတဲ့ဘဝတက်တာမှာဒီနေ့မှာတိတဲ့တက်တာမှာတခုခုချင်အောင်ထားတယ်ရှိရခွင့်လို့ပေးလာပါလေကျွန်တော်အားပေးကြည့်တယ်ကျွန်တော်ဒီလောက်တရားဟောတာအင်္ဂလိပ်ဆိုတာရှိတယ်အော်ရင်တော့ကျွန်တော်သေးတော်မှာကျွန်တော်တရားဟောရင်ကျွန်တော်ဟိုအနောက်မှာရောက်သွားတာဖြစ်တယ်ပြောကြည့်တဲ့ကြောင့်ပြောရင်းနဲ့ဝိတော်ဘုရားကအလွတ်လွတ်တာဖြစ်တယ်ဒါကြောင့်ဒီမှာရှိတော်မိသားစုတွေကျွန်တော်တို့ဘဝတက်တာထဲမှာကောင်းစားတဲ့နှလုံးသားတွေထားပါတချို့သောလူတွေကမယုံကြည်သူတွေလောက်တော့နှလုံးသားမလာတဲ့သူတွေများစွာရှိတယ်အတင်းအပြည့်တွေမကောင်းကြောင်းတွေအဲ့ဒါကျွန်တော်တို့ဘာလုပ်ပြလဲကိုပေါင်ကလည်းလာပြီးတော့ထိုးသလိုဖြစ်ဒါကြောင့်ကျွန်တော်ရှိတော်မိသားစုတွေဒီနှလုံးသားကကောင်းစားရပါလေအရာရာကောင်းစားမှာဖြစ်တယ်နှလုံးသားကိုပြုတ်ပြပါလေတယောက်တည်းပါလေတချို့သောသူကဘုရားကနည်းနည်းအသုံးပြုလိုက်ပြီဟာဒီလူကလည်းဒီလူအရင်တော့ဘီယာချမ်းမှလုပ်တာပဲဒီလူကအရင်တော့ plastic မှာဒီကျွန်တော်ကတော့အလုံများတာဖြစ်တယ်နော်ကျွန်တော်အလုံများတာကျွန်တော်ပဲရှိတယ်ကျွန်တော်အလုံလောက်တာဘယ်နှစ်နည်းလဲရှိတာမသိဘူးတော့ကျွန်တော်အလုံ14-15ခုတော့လောက်တာဖြစ်တယ်တချို့တော့အလုံတွေကျွန်တော်မနေ့ပဲလောက်တယ်ညနေပဲနောက်တစ်ခုထပ်လောက်တယ်ဖြစ်တယ်အလုံစူးစမ်းတော့မဟုတ်တော့အလုံရှောက်ပြောင်းတာဖြစ်တယ်ကျွန်တော်ဘဝမှာကျွန်တော်ရဲ့အဲ့ဒီမှာကျွန်တော်ဘဝမှာကျွန်တော်ရဲ့အเจ้าကိုတည်စောတာအမပြီလေးပေါ့နော်အမကကျွန်တော်ကိုသူ့ရဲ့အမျိုးရောက်သူလို့ဖြစ်ချစ်တယ်ကျွန်တော်ကိုအများကြီးကူညီတဲ့အမပြီလေးလက်ပါတယ်ဖြစ်တယ်ကျွန်တော်ပြောကြည့်တဲ့ရကအလုံရပြောင်းတာဖြစ်တယ်အလုံရပြောင်းတဲ့ကျွန်တော်ဘယ်သွားစားမလဲအလုံပြောင်းတဲ့သူလည်းသိပါပေါ့ဒါပေမဲ့ကျွန်တော်လောက်မပြောင်းနေတယ်โอเคကျွန်တော်တို့โอเคပြောကြည့်တဲ့ရကပဲလေခုနကကျွန်တော်တို့မှာအမီတွေပေါ့နော်အမီတွေဖြစ်ကျွန်တော်ယုံကြည်သူတွေကပဲလေအမီလည်းရှိတာဖြစ်တယ်ဒါကြောင့်မို့လူတယောက်ကဘုရားတကယ်အသုံးပြုတယ်ဘုရားတကယ်သူ့ကိုချီးမြှောက်လေကျွန်တော်တို့ဘာလို့ရမလဲလက်ခုပ်တီးနိုင်တော့အစွမ်းတတရှိဖို့လိုအပ်တာဖြစ်တယ်နော်ဒါဆိုကျွန်တော်ရဲ့ဘဝတက်တာမှာဘုရားတကယ်ကကျွန်တော်ပြောင်းလဲပေးနိုင်တယ်ဆိုရင်တေတော့အားလုံးဘုရားတကယ်ပြောင်းလဲပေးနိုင်တယ်ဖြစ်တယ်ဒါကြောင့်ပြောကြည့်တဲ့အရာကမတူညီတော့ကျွန်တော်တို့ဘုရားတကယ်ရဲ့ခေါ်ခြင်းမတူညီတော့ဘုရားတကယ်အသုံးပြုခြင်းကိုကျွန်တော်တို့ခံစားရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်အလူတိုင်းကလေအစွမ်းအစရှိတာဖြစ်တယ်ကျွန်တော်ရီမာကျမ်းစာကျောင်းမှာသွားတဲတဲ့ချိန်မှာဆရာတယောက်ဘလို့ဘူဒ္ဓပြောလဲဆိုတော့အမေရိကန်မှာလည်းမသိဘူးအဲ့ဒီမှာမီးလောင်တယ်ဖြစ်တယ်မီးလောင်တော့အဖိုးကြီးကသူ့မီးလောင်တော့သူ့အဖိုးကားတဲ့အဲ့ဒီအဖိုးကြီးကသူ့ကပဲလေအဲ့ဒီထဲမှာသူတယောက်ပဲနေတာဖြစ်တယ်အဲ့ဒီအိမ်ထဲမှာသူတယောက်တည်းနေတဲ့အချိန်မှာပဲလေမီးကလောင်သွားသူ့ကိုကူတဲ့သူဘူးမှမရှိဘူးအဲ့တော့ဘယ်လိုဖြစ်သွားဆိုတော့အဲ့ဒီအရာရေခဲတစ်တာတွေတနည်းပြောရင်ပစ္စည်းလေးပဲအားလုံးပဲလေသူတယောက်ပဲမရတာဖြစ်တယ်သူတယောက်တည်းမနိုင်တာတော့ပြောကြည့်တဲ့အရာကလူကအရေးအကြောင်းဆိုအစွမ်းတန်တိရှိတယ်သူအားလုံးကလည်းသူမနိုင်တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီမီးကဖြစ်ကြတော့တဲ့သူ့အိမ်ထဲကိုသူ့အိမ်ကလည်းမလောင်ဘူးဖြစ်တယ်သူများအိမ်ပဲလောင်အဲ့ဒီပစ္စည်းကလည်းသူအကုန်လုံးပြစ်ထုတ်ပဲသူပြတယ်လို့မရတော့ဘူးတဲ့ပြောကြည့်တဲ့အရာကပဲလေကျွန်တော်တို့အဲမှာအစွမ်းအစရှိတဲ့အရာကိုကျွန်တော်ပြောကြကျွန်တော်တို့ကလည်းထောက်မသုံးတာဖြစ်တယ်ဒီမှာကျွန်တော်ဒီနေ့မနေ့ကကျွန်တော်တက်တော့မှဆိုရင်ကျွန်တော်တစ်ချစ်တိုက်သူများကြာကြီးတိုက်ရတယ်ဖြစ်တယ်ကျွန်တော်တော့ကီးတွေအမျိုးမျိုးဖြစ်နေကျွန်တော်ဒါပေမဲ့ဒီကရှိတော့ဒီ music တီးတယ်ဂီတာတီးအရတော်တယ်မနေ့ကကျွန်တော်တစ်ခေါက်မနော်တစ်ခေါက်ပဲတက်သွားတာဖြစ်တယ်အရအော်စရာဖြစ်တယ်ကျွန်တော်တို့အရချီအရလဲတော်ကြတာဖြစ်တယ်နော်ဝါရှင်ဥဆောင်တဲ့သူတွေတီးတဲ့သူအရတော်ကြတယ်ဖြစ်တယ်โอเคကျွန်တော်ပြောနေပြရအောင်လားโอเคကျွန်တော်တို့တက်တာခုနကပြောကြလားကျွန်တော်နှလုံးသားဖြစ်တယ်ကျွန်တော်တို့ကလေဘုရားတကယ်လေရေးရိုးလေးပဲဒါဝိက
ဒါဝိကဖျားတကသူ့ရဲ့အရာအမောင်းသူ့ရဲ့ခန္ဓာကိုယ်သူ့ရဲ့စီးစိမ်ဥစ္စာကိုကြည့်ပြီးဖျားတကအသုံးပြုလားသူ့ရဲ့နှလုံးသားကြည့်ပြီးဖျားတကအသုံးပြုလားနှလုံးသားဖြစ်တယ်သူ့ရဲ့ညီကိုမောင်နှမတွေပါလဲသူ့ကိုစိတ်ဝင်စားအောင်ဒါပေမဲ့ तू ကနှလုံးသားလာတော့ तू ဘယ်နေရာပဲရှိဖျားတကပါလဲရအောင်ဖျားတကရှာတာဖြစ်တယ်ရအောင်ဘုရားတခင်ရဲ့တနည်းအားဖြင့်ဘုရားတခင်ရဲ့ဇီမှာဘုရားတခင်ပြလဲအသုံးပြုတာကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါကြောင့်တင်းရဲ့ပွားတဲ့တော်ထဲမှာဘလောက်ပဲဒီချိန်မှာဆိုးဝါးတော့လူပါစေဖြစ်ပါစေဘလောက်ပဲခက်ခဲမှုနေတဲ့ကြိုတွေ့ပါစေတင်းရဲ့နှလုံးသားလှပပါစေဘုရားတခင်တင်းကိုတွေ့တာဖြစ်တယ်။ဟာလေလုယာ။ဒါကြောင့်ကျွန်တော်တို့ပွားတာဒီနှလုံးသားကညီကောင်မတော်အရာကြီးကြီးတယ်နော်။တခါလေကျွန်တော်တို့ပွားတဲ့မှာတချို့သောနှုတ်ကပတ်တော်အရာမြင့်တယ်ပါလေနှုတ်ကပတ်တော်ကျွန်တော်တို့ကအရာခံယူကြတာဖြစ်တယ်။အော်ကျွန်တော်ကအဲ့လိုမဟုတ်ဘူးကျွန်တော်တင်းတော်မှာသုံးတာတင်တာဆေးတဲ့သူတွေရှိတယ်ဘသူပဲပြောကျွန်တော်နှုတ်ကပတ်တော်ဆိုတာကျွန်တော်ကောင်းကောင်းခံယူတာဖြစ်တယ်ကျွန်တော်ဒီဖိပုလေတင်းတော်မှာဆိုရင်လူငယ်တွေကတရားဟောအလက်လေးရှိတာဖြစ်တယ်ခလေးပဲဝင်ကတဲ့ခလေးတော့မရှိဘူးဒီမှာခလေးကရှားတယ်ပဲကျွန်တော်ရှိတဲ့ချိန်မှာအခုမှခလေးလေးရှိတာအဲ့ဒီချိန်မှာလူငယ်တွေပဲလူငယ်ပဲဗာလဲနှုတ်ကပတ်တော်ဝင်ကကျွန်တော်အရှိမှထားတယ်သူတို့ကောင်းကောင်းကြည့်တာဖြစ်တယ်ကောင်းကောင်းကျွန်တော်ခံယူတာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ဘဝတဲ့မှာဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ဘဝတဲ့မှာတိဆောက်ပေးတယ်လေဒါကြောင့်ကျွန်တော်တို့ဘဝကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီနှုတ်ကပတ်တော်ခံယူတဲ့ချိန်မှာကျွန်တော်ကောင်းကောင်းခံယူဖို့အရာကြီးကြည့်တာဖြစ်တယ်ဒီနှလုံးသားကိုစီးထွက်မှပြောင်းလဲတာဖြစ်တယ်နော်ဒါကြောင့်မို့ဒီမှာရှိသောမိသားစုတွေကျွန်တော်တို့အသက်တာထဲမှာဒီနှလုံးသားကိုအထူးတတိယအထူးခယူဆိုင်ပါလို့ကျွန်တော်အားပေးကြည့်တယ်โอเคကျွန်တော်မြန်မာပြည်လှလွှင့်တာမသိโอเคပြတ်တယ်မရှိသူတို့အကြောင်းမပြောโอเคကျွန်တော်တို့အခုကျွန်တော်မြန်မာပြည်အခြေအနေကိုကျွန်တော်ကြည့်ရမယ်ဘာကြောင့်ကျွန်တော်တို့မြန်မာပြည်သားတွေကဆင်းရဲလဲအဲ့လိုစဉ်းစားဘူးလားအဲ့လိုမကြိုးစားမဟုတ်အဲ့လိုကြိုးစားတော့မြန်မာပြည်သားတွေလောက်တော့မြန်မာပြည်သားတွေပဲလောက်ကြိုးစားတယ်ဒါပေမဲ့သူတို့ဘာကြောင့်ကျွန်တော်တို့မြန်မာပြည်ကြီးကအခက်အခဲပေါင်းစုံနဲ့ကြုံတွေ့ရလဲဆိုတော့တယောက်ပါဖြစ်လေမနာလို့ချင်းတယ်အမုန်းတရားတွေအဲ့ဒါကျွန်တော်တို့ဘာလုပ်မှလဲဒါကြောင့်ကျွန်တော်တို့နိုင်ငံလဲထွန်းတီးတူကဲတယ်လို့ပဲဒါကြောင့်ကျွန်တော်နိုင်ငံကပြန်လေကောင်းစားကြည့်တယ်ဘာမှဟိုလက်နဲ့ဒီလက်နဲ့မလို့နှလုံးသားပဲလို့တာဖြစ်တယ်ထွန်းတီးပဲကျွန်တော်တို့အိမ်တော်ရင်းမှလဲအဲ့လိုပဲအောင်မီသောခရိယာတရားရဲ့အိမ်တော်ရဲ့ရှိဖို့ဆိုတဲ့နှလုံးသားတွေပဲလို့တာဖြစ်တယ်ဒါကြောင့်တေတပွားရဲ့အသက်တာတွေမှာဒီနှလုံးသားကိုအထူးခယူဆိုင်ပဲလို့ကျွန်တော်အားပေးကြည့်တယ်โอเคကျွန်တော်တို့ခုနကပြောလို့မတော့ဒီနှလုံးသားကောင်းစားရင်အားလုံးကောင်းစားမယ်လေကျမ်းစာကကျွန်တော်တို့ကိုပြောထားတယ်ဖြစ်တယ်အဲ့ဒါကဆရာခဲပြောတော့မဟုတ်ပါလဲကျမ်းစာကကျွန်တော်တို့ပြောထားတယ်ဖြစ်တယ်ကျမ်းစာကပြောရင်ရုပ်ကိုယုံရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ပတ်သက်တဲ့မှာဒီနှလုံးသားကိုအထူးဂရုစိုက်ပါလို့ကိုအားပေးကြည့်တယ်โอเคနောက်တစ်ခုကကျွန်တော်တို့မှာသုတ္တာခန်းကြီး4:23ကိုကျွန်တော်တို့သွားရအောင်လေးလက်ကူလာပြီဆိုတော့โอเคတင်းနှစ်သုံးနှလုံးသည်အသက်ရခြင်းမြည်ဖြစ်သောကြောင့်တင်းနှလုံးကိုအထုသဖြင့်ဆောက်ရှောက်လောအာမင်ကျွန်တော်ဒီနှလုံးကအသက်ရအရေးမြည်ဖြစ်တယ်ဒါပေမဲ့ကျမ်းစာကျွန်တော်ကအထုသဖြင့်ဆောက်ရှောက်ပါတယ်အထုသဖြင့်ဆောက်ရှောက်ပါတယ်ဥပမာကျွန်တော်တို့သွားရင်ဘော်ဒကာရှိတယ်မရှိဘူးလေဒါပေမဲ့တကက် VIP တွေတကက်ဆရာကြီးတွေသွားတဲ့ချိန်မှာပဲလေသူတို့ကာကွယ်ပေးတဲ့သူရှိတယ်ဖြစ်တယ်ထွန်းနေပဲကျွန်တော်တို့နှလုံးသားလဲထွန်းနေတကက်တော့အထူးတစ်ပြည့်အထူးတနေ့ပဲအထူးတပ်ဖွဲ့နဲ့ကျွန်တော်ကာကွယ်ဖို့အရန်လိုအပ်တာဖြစ်တယ်ဒါဆိုရှိတော်မိသားစုတွေဒီနှလုံးသားကမကြမ်းပါရင်ဘာဖြစ်လဲနေလည်းမကောင်းဖြစ်တယ်ဒါဆိုသူတို့လူတွေနှလုံးသားကဘာကြောင့်ဖြစ်လဲအဲ့ဒီနှလုံးသားပဲအဲ့ဒီမနာလိုတဲ့ချင်းတွေအမုန်းတရားတွေကစတာဖြစ်တယ်ဒါကြောင့်ဒီမှာရှိတော်မိသားစုတွေကျွန်တော်အားပေးကြည့်တယ်ဒီတွေဘတ်တပတ်ဒီနှလုံးကိုဗာလဲအထူးတစ်ပြေစောက်ရှောက်ပါလဲကျွန်တော်အားပေးကြည့်တယ်ဒီနှလုံးသားကလည်းပြီးတော့ကျွန်တော်တို့ဒီနှလုံးသားကချစ်တတ်ဖို့လွယ်တယ်လို့ဗာလဲမုန်းဖို့လည်းအရာလွယ်တာဖြစ်တယ်အဲ့ဒါလူငယ်တွေပိုသိတာဖြစ်တယ်တချို့လူကချစ်တဲ့ကအစားဗာလဲအရာချစ်တာဖြစ်တယ်ဒါပေမဲ့နောက်ဆိုတော့အရာကိုမုန်းတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီနှလုံးသားကဟိုဟာလည်းမရောက်ဒီဟာလည်းမရောက်မဖြစ်ဘူးကျွန်တော်တို့အထူးဖြစ်ပါလဲကာကွယ်ဖို့အရေးကြီးတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရှိတော်မိသားစုတွေလူငယ်တွေကိုကျွန်တော်အားပေးကြည့်တယ်ခဏအသက်မကွဲပါလဲကျွန်တော်အားပေးကြည့်တယ်ဘာကြောင့်ဆိုတော့ကျွန်တော်အသက်ကွဲတဲ့အရာကမကောင်းဘူးဖြစ်တယ်လူကအသက်ကွဲတယ်အဲ့လိုခံစားချက်
အရာများသွားအိမ်မှုရှိနေများသွားတယ်ဖယားကိုချစ်တဲ့နှလုံးသားနေတက်မရှိတော့ဘူးနော်ဒါကြောင့်မို့ကျွန်တော်နှလုံးသားကအထူးသဖြင့်စောက်ရှောက်ပါလဲကျွန်တော်အားပေးကြည့်တယ်တည့်ရထဲမှာဘသူရှိတန်ရှင်တော်ဝိညာဉ်ဘုရားရှိတယ်ဖြစ်တယ်ဒါကြောင့်မို့လူတွေကိုမမုန်းပါနဲ့ကျွန်တော်အားပေးကြည့်တယ်လူတိုင်းမှာပဲလေသူ့မှာအားနေချက်ကိုယ်စီရှိရတာဖြစ်တယ်သူ့မှာမပြည့်စုံခြင်းတွေများစွာရှိတာဖြစ်တယ်ကျွန်တော်တို့လည်းမရှိဘူးလားရှိတာပေါ့မိုက်ကယ်ဝိတရားဟောလို့မရှိလို့ဖြစ်နေကျွန်တော်မှာအသေးတော်မှာကျွန်တော်ရဲ့တနည်းပြောရင်ကျွန်တော်ရဲ့ပြောင်းလဲတဲ့ညီကိုလေးတွေရှိတာဖြစ်ကိုယ့်ရဲ့မျက်စိရှိမှတနည်းပြောရင်ကိုယ့်ကိုလိမ့်တာကိုယ့်ရဲ့ရှိမှနော်ကိုယ့်ကိုလိမ့်တယ်ဆိုအဲ့ဒီခံစားချက်ကဥဆောင်တဲ့သူကနားလည်တယ်ဖြစ်တယ်အရင်တော့ကျွန်တော်တို့ဘသူကကျွန်တော်ဒီခံလဲဆရာတို့ကိုပေါ်ကြောက်ကျွန်တော်ဒီခံတော့ကျွန်တော်ဆရာကိုပေါ်ကြောက်ကျွန်တော်သွားကြိုတဲ့ချိန်မှာပါဖြစ်လေသူကသွားကြိုပြီးတနားရီလောက်သွားရလဲခီးဘူးသူသွားတယ်ကျွန်တော်အိတ်မပြောသေးဘူးကျွန်တော်အဲ့ဒီတော့ပဲအဲ့ဒါသူရောက်လဲဖုန်းဆက်တယ်စောခဲရောက်ပြီးတော့ဟုတ်လာတယ်โอเคကျွန်တော်ကပန်းကနာထားပြီးတော့ရေချိုးတခါလဲသွားတော့တိုင်ပြီးလားမသိဘူးအဲ့လိုပဲပြေးလာတယ်ဖြစ်တယ်ပြောကြည့်တဲ့ຢာက तू ကစိတ်ရှည်ရတာဖြစ်တယ်သူတို့ကကျွန်တော်တို့ဘွားတဲ့မှာကျွန်တော်တယောက်ပါလဲစိတ်ရှည်ဖို့အရင်ကြီးတာခွတ်လို့ချီရှိဖို့အရင်ကြီးတာဖြစ်တယ်သူတို့တွေပါလဲအဲ့လိုခွတ်လို့ခဲလို့နားလေခဲပေးလို့ဒီချိန်မှာကျွန်တော်ဒီဘွားမှာကျွန်တော်ရက်တည်နေတာဖြစ်တယ်ဒါကြောင့်သူတို့ဘွားတဲ့မှာလူတယောက်ကိုခွတ်လို့ချင်းအဖြစ်သူ့ရဲ့အနာဂတ်မှာပါပဲလေကောင်းစားခြင်းတွေရှိလာမှာဖြစ်တယ်ဒါကြောင့်တစ်အဖြစ်လူတွေတက်တာပြောင်းလဲတော့သူဖြစ်ပါစေလို့ဘုရားရှင်ကောင်းချီးပေးပါစေမပြည့်စုံဘူးနော်အဲ့ဒါโอเคအခုကပြောရပြီနော်လူငယ်တွေခဏအသက်မကွက်ပါနဲ့လို့အားပေးကြည့်တယ်โอเคကျွန်တော်တို့ဘွားတက်တာတဲ့မှာမနာလို့ချေးကပါပဲလေအဆုံးတာကောင်းလားမကောင်းဘူးโอเคကျွန်တော်ချမ်းသာနဲ့ကြည့်အောင်တော့ကျွန်တော်ရှောက်ပြောလဲထင်ပါစို့လို့နော်โอเคကျွန်တော်တို့ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး18အခန်းငယ်6ရှိကိုကျွန်တော်ဖတ်ရအောင်ဓမ္မရာဇဝင်ပထမဆောင်100ပေါ့နော်118အခန်းငယ်6ရှိဒါဝိဒ်သည်ဖိလိတိလူကိုတာပြီးမှပြန်လာ၍ရောက်လေရာ၌မင်းမထွက်လာသည်ဖြင့်ရှောလူအထောင်တော်ဒါဝိဒ်အတောင်တားလေစွာတကားဟုအလဲလဲတချင်းဆိုကြ၏ရှောလူကတေတို့ဒါဝိဒ်အားအတောင်ငါအားအထောင်ပေးကြပြီနဂါတော်မတပါဘယ်ပေးနေသည်ဟုတကယ်၍သို့စကားအကြောင်းစစ်ပြီအာမင်အချက်ပေးလိမ့်မယ်နော်โอเคအဲ့မှာဗလားဒါဝိဒ်ကဖိလိတိလူကိုတနည်းပြတာပြီးတော့ပြန်လဲခြင်းပါဒါဝိဒ်အတောင်ဗျာရှောလူအထောင်ပါအဲ့ဒါဘယ်သူကပြောလဲမိမနေဖြစ်တယ်ဒါကြောင့်မိမတွေကစကားများနိုင်တယ်နော်ဒီခါတလေအဲ့ဒါဒီကအိမ်တော်ဝီစီလဲနားလဲပြပါလေကျွန်တော်အဖေဘယ်လောက်ထိနားစကားများလဲဆိုတော့ဒါမွေနဲ့ကဘာဦးကျမ်းမှာတည်တယ်နော်တော့မိသားရဖွဲ့တယ်မဆိုးနိုင်ဘူးဖွဲ့တယ်နော်ဒါမိသားဖွဲ့အရာတော်တယ်ဖွဲ့ပြီးတယ်โอเคဒါကြောင့်ကျွန်တော်စာထဲမှာကျွန်တော်တို့တည်တဲ့ချိန်မှာမိကလေးတစ်ယောက်ကတည့်ရက်ကိုပဲလဲစကားအခုဘယ်လောက်လဲ9000လို့ပြောတာဖြစ်တယ်9000လားမသိဘူးအဲ့လိုပြောနေတယ်နော်ဒါကြောင့်သူ့ရဲ့အမျိုးသမီးကိုနားလည်ပြပါကျွန်တော်အားပေးကြည့်တယ်သူ့ရဲ့အမျိုးသမီးကတခါတလေလေဟိုအလုတ်ထဲမှာလူတွေလေအလုတ်ထဲမှာနော်အလုတ်ထဲမှာလူတွေကိုရေမဖွင့်တဲ့အချိန်မှာတိတို့ပြလေရေဖွင့်မှာဖြစ်တယ်နော်တိတို့ကပါလေပြန်လဲပြီးတော့ပါလေတိတို့ရေဖွင့်တဲ့အချိန်မှာပါလေတိတို့နားလည်ပြပါလေကျွန်တော်အားပေးကြည့်တယ်ဘာကြောင့်လဲသူ့ရဲ့စကားကပါလေ9000မပြည့်သေးဘူးဖြစ်တယ်တိတို့စီမှာရောက်မှလည်း9000ပြည့်မှာဖြစ်တယ်โอเคအဲ့ဒါကတော့ဥမာလည်းဟုတ်တယ်တကယ်လည်းဟုတ်တယ်ဖြစ်တယ်โอเคအခုကပါလေရှောလူကဘာဖြစ်လဲအဲ့ဒီကစပြီးပါလေသူကအမုန်းတရားနေပါပဲလေဝေလာအမုန်းတရားကဝေလာပြီးနောက်ပိုင်းမှာသူဘာဖြစ်သွားလဲတစ်ခုပြီးတစ်ခုဆုံးရှုံးတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဘတ်တယ်ပါဒီမနာလူချင်းကရောက်လာတဲ့တေးကြတဲ့အဲ့ဒီနေ့ကတေးကြရှုံးတဲ့နေ့ပဲဖြစ်တယ်ဒါဆိုကျွန်တော်တို့လူစီဖာကိုကြည့်လူစီဖာကျမ်းစာထဲမှာကျွန်တော်တို့ကြည့်တဲ့ချက်ပါတကယ်ပါဘုရားတကယ်ဒီကောရှိပါတယောက်ဥဆောင်တော်သူတယောက်ဖြစ်ဖျားတဲ့ကေသူ့ကပါလဲဖန်ဆီးထားတာဖြစ်တယ်သူဘာနဲ့မတူဘူးဖြစ်တယ်သူက
အရာကိုလပ်ပါလေကျွန်တော်တို့မြင်ရတာဖြစ်တယ်ဒါပေမဲ့သူရဲ့ဘဝတက်တယ်မှာဘဲကစလဲအဲ့ဒီမနာလိုခြင်းတနည်းပဲငါဆိုတဲ့အရာကိုပါလေစတာနဲ့ तू ကြာတာဖြစ်တယ်အဲ့ဒါက तू လောက်တာမဟုတ်သေးနော်စိတ်ထဲမှာတွေးတာတဲ့ကျမ်းစာကကျွန်တော်ဖတ်ရရ तू လောက်လည်းမလောက်ရသေးဘူးဒါပေမဲ့စိတ်ထဲမှာတွေးတာတခါလေကျွန်တော်စဉ်းစားဘုရားတကယ်ကမတရားလိုက်တာ तू မလောက်ရသေးဘူးလေကွာဒါပေမဲ့ပြောကြည့်တဲ့ဥပမာကလောက်မလောက်တိတွေးတဲ့နဲ့တိကြာရှုံးတာပဲဒါကြောင့်တို့ရှိတော်မိသားစုတွေအားပေးကြည့်တယ်ဒီနှလုံးသားကခွလို့ချင်းတယ်တိခါချင်းတယ်မနာလိုချင်းတယ်အဲ့ဒီမနာလိုချင်းတယ်လုံးဝမရှိပါနဲ့ကျွန်တော်အားပေးကြည့်တယ်ဒီလိုရဲ့အသက်တာတို့မှာကျွန်တော်တိဆောက်ပြီးတော့ကိုယ်တိုင်လည်းပါဘလဲအဲ့ဒီအရာကိုကျွန်တော်ကလက်တွေ့လုပ်ရတာဖြစ်တယ်ဘာကြောင့်ကျွန်တော်တို့ဘတ်တဲ့မှာဖယားတခင်ကကျွန်တော်တို့မိုက်ပေးလိုက်တယ်လေကျွန်တော်တို့ပါလဲမြောက်အိုတီးရတယ်လို့ပဲဗျာတခါတည်းဟာဟိုလူကအဲ့လိုဖြစ်ပြီးတော့ပြောချင်တဲ့နှလုံးသားကမရှိခင်မှာကျွန်တော်တို့ပါလဲကြိုပြီးတော့ကျွန်တော်ပြင်ဆင်ရတာဖြစ်တယ်ဒါကြောင့်ဒီမှာရှိသောမိသားစုတွေရောလူရဲ့အသက်တာမှာကျွန်တော်ကြည်တဲ့ချိန်မှာသူကဘာဖြစ်လဲဆိုတော့အဲ့ဒီမနာလိုခြင်းပဲသူ့ရဲ့ဘဝကိုပါလဲအဆုံးသတ်စေတာကျွန်တော်တွေ့ရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဘဝတက်တာပါဒီမနာလိုခြင်းတွေအမုန်းတရားတွေမရှိဘူးအရန်လိုအပ်တယ်ဖြစ်တယ်တကယ်လို့များရောလူကဒါဝိစောတာလည်းပြောနေတာတကယ်မှကျွန်တော်တို့ကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့လှုပ်ဆောင်ကံပဲအဲ့ဒီလူတယောက်ကအောင်မိတယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်ပေးရမလဲလက်ခုပ်တီးပေးရမှာဖြစ်တယ်သူ့ကိုချင်းမြောက်ပေးရမှာဖြစ်တယ်သူ့ကိုဂုဏ်ယူရမှာဖြစ်တယ်နော်တည့်တငယ်ချင်းတယောက်ကအမှုတော်ဆောင်တယောက်ဖြစ်လာပြီဆိုရင်သူ့ကိုဖုံးဆက်ပါနော်သူ့ကိုဖုံးဆက်ပါသူ့ကိုဂုဏ်ပြုတဲ့အကြောင်းပြောပါလေကျွန်တော်အားပေးကြည့်တယ်ကျွန်တော်ရတည်တယ်ကျွန်တော်ရညီကောင်မောင်နှမတွေတနည်းပြောရင်ကျွန်တော်ရဲ့တနည်းပြဒီအနောက်မှာထွက်ရတဲ့လူအားလေသူအမှုတော်ဆောင်တယ်လို့ကျွန်တော်ကြားတယ်ကျွန်တော်သူတို့ဖုံးဆက်တယ်သူတို့ဂုဏ်ပြုတဲ့အကြောင်းကျွန်တော်ပြောတာပြောကြည့်တဲ့အရာကအဲ့ဒီနှလုံးသားကျေကိုးသောနှလုံးသားတွေရှိဖို့လိုအပ်တယ်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရောလူရဲ့အသက်တာထဲမှာဒါဝိကအောင်မြင်လာတဲ့ဘာဖြစ်လဲသူကမနာလိုပဲဖြစ်တယ်အဲ့ဒီမနာလိုခြင်းရပဲသူ့ရဲ့ဘဝကိုအဆောက်အစေတာဖြစ်တယ်အဲ့ဆုံးရှုံးခြင်းတယ်သူ့အတွက်ပါလဲတစ်ခုပါပဲလေကြာရှုံးတာဖြစ်တယ်ဒါကြောင့်တို့ရှိတော်မိသားစုတွေကျွန်တော်တို့ဘဝပါဖရာတခင်ရဲ့စကားကိုနားထောင်တကယ်ဆိုကျွန်တော်တို့ပါဒီနှလုံးသားကိုလည်းဆောက်ရှောက်တယ်ပြီးတော့မနာလိုခြင်းတွေကိုကျွန်တော်အထူးသဖြင့်ဖယ်ရှားဖို့အရန်လိုအပ်တယ်ဖြစ်တယ်ဒါကြောင့်တိရဘတ်မှာအဲ့လိုပြောလို့စကေးခဲနဲ့မလို့ရလို့မပြောဘူးလားစကေးခဲလို့ရတယ်ကျွန်တော်လူရှိသူရှိသွားတာဖြစ်တယ်ကျွန်တော်ဆိုရင်ရလှပြတာဖြစ်တယ်ပြောကြည့်တဲ့ကအလှလည်းပြေရမယ်နှလုံးသားလည်းပြေရမှာဖြစ်တယ်နော်ကျွန်တော်တို့ဒီမျက်နှာလေးပဲပြေပြီးတော့အထက်မပြေဘူးအလကားပဲဖြစ်တယ်ဒါပေမဲ့နားမလဲတဲ့သူနဲ့သွားပြောရတော့အဲ့ဒီလူကတိတ်ကိုထင်ကြီးတကယ်ပဲအဝိရေးရမှာသွားတဲ့သူတယောက်ကလေသွားလိုက်လို့မရဘူးနော်ဒါကြောင့်ကျွန်တော်တို့ဘတ်တက်တာမှာဒီနှလုံးသားကအရာအဓိကအကြောင်းရင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တရားမိသားစုတို့ခေါ်အားပေးကြည့်တယ်ဒါကြောင့်တေးဘွားပါဟိုလူကကားစီးနေတယ်တိမစီးနေတယ်လေလက်ခုပ်တီးပြီးပါအားပေးပါသူ့ကိုတကယ်ကြီးငါရောင်းခုံယူနေတော့မင်းစားအဲ့ဒီနှလုံးသားတာကျေဝန်းသားရှိပါစေဘုရားတကယ်မကြခင်တိအတွက်ကားပစ္စည်းပြမှာဖြစ်တယ်ဘာလို့ကျွန်တော်တို့အဲ့ဒီအရာကိုကျွန်တော်ကစီချင်တယ်ကျွန်တော်ဘာတတိယဟိုလိုကတဲ့ဘယ်နှစ်ရှိမှကျွန်တော်မသိတော့ကျွန်တော်ငငယ်တော့ကပြီးတော့မယ်နော်ခဏလေးအဲ့ဒီကျွန်တော်နေရာတစ်ခုမှာဗောနော်ကျွန်တော်တို့နေတဲ့နေရာဒေသမှာအဲ့ဒီရန်ကုန်မှာအလုပ်လုပ်တဲ့အမတယောက်ရှိတယ်ပြီအဲ့ဒီအမကသူကဘယ်လိုဖြစ်လဲဆိုတော့ရန်ကုန်မှာအလုပ်သူကဂျပန်အိမ်မှာအလုပ်လုပ်တာဖြစ်တယ်ဂျပန်တွေပြန်တော့ပါဗလဲပစ္စည်းတွေအားလုံးသူရတာဖြစ်တယ်ပစ္စည်းတွေအားလုံးရတာသူကအဲ့ဒီရန်ကုန်အထိသူကကာငားပြီးတော့ဘာလုပ်လဲဆိုတော့သေဘောကြီးနဲ့တည့်လာတယ်ဖြစ်တယ်သေဘောကြီးနဲ့သေဘောအဲ့ဒီသေဘောနဲ့တင်လာတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရွာရဲ့ဘေးနားပါတော့အဲ့ဒီရွာရဲ့ဘေးနားမှာအဲ့ဒီအတော်တယောက်ရှိတယ်သူကချဲပေါက်ထားတယ်အဲ့ဒီမှာချဲပေါက်ထားတော့အဲ့ဒီချဲကျွန်တော်တို့ငယ်တော့ဆို1993မွေးတဲ့အဖွဲ့ဆိုရင် TV ရှိတဲ့သူကတထေးပဲနော်သူတို့အိမ်မှာပဲလေ TV ရှိတယ်ပြည်တယ်သူတို့ဒီမှာကျွန်တော်တီသွားကြည့်ရပြည်တယ်ကျွန်တော်တို့ကအရာဆေးရတဲ့သူလည်းအခုလည်းချမ်းသာတယ်လို့မဟုတ်ပါဘူးတော့အရာချမ်းသာလို့ထင်ပါဆိုတော့ပြောကြည့်တဲ့ကြာကကျွန်တော်တို့ငယ်ကသူများစီမှာပဲလေ TV သွားကြည့်တာပြည်တယ်TV သွားကြည့်ရတော့အဲ့ဒီအမပါတော့အဲ့ဒီရောက်ကအမကပစ္စည်းတွေတည်လာတဲ့အချိန်မှာအဲ့ဒီအန်တီလို့ပြောရမှာအမလို့ပြောအဲ့ဒီအမကအဲ့ဒီသေဘောကိုလာကြည့်ပြီးတော့ဗာပြောလဲဆိုတော့သေဘောနဲ့လားသူပစ္စည်းတာအများကြီးပဲ
ဂျမ်ပါပစ္စည်းဆိုတာအရာကောင်းတဲ့ပစ္စည်းတွေအများကြီးရှိတာဖြစ်တယ်အဲ့ဒီမှာအဲ့ဒီအမကသူ့ရဲ့ကျွန်တော်တို့ဘက်မှာဆိုရင်ကားနဲ့သွားလို့မရဘူးကျွန်တော်တို့ရည်စားလေးတစ်ခုပြောပြကျွန်တော်ငယ်တုန်းကဆရာဒေးဗစ်လာကတော့ကားနောက်လိုက်ပြီးပါလေဓာတ်ရှူလက်ရှူတာပြန်ကျွန်တော်တို့အဲ့ဒီလိုရှူဖို့နေနေတာကျွန်တော်တို့ကားအသာကြားရရတော့ဒီလူတော်ထူကြတာပဲကျွန်တော်အဲ့ဒီကားအသာကြားရဖို့ဆိုတာအဝဲကြီးကားမမြင်ဘူးကျွန်တော်တို့ဆိုရင်အဲ့လိုခေါင်းရတယ်ကျွန်တော်တို့ရွာဒါပေမဲ့ကျွန်တော်ရွာဘက်နေတာဟိုဗါတဲ့အဲ့ဒီအမဆိုရလေအဲ့ဒီသေးဘောနဲ့ပြန်လာသေးဘောနဲ့ဒီကအန်တီကြီးကလာကြည့်အောင်သူသေးဘောပြီးမြုပ်ပါစေတယ်ဟာကျွန်တော်အခုချိန်မမေ့ဘူးတော့ဟာသူသေးဘောကြီးမြုပ်ပါစေကျွန်တော်ကြောက်တော့ပြန်သူနဲ့ဘာဆိုင်လို့လဲဒါပေမဲ့သူပြောရတော့သူသေးဘောကြီးမြုပ်ပါစေဟာပြောတယ်ကြိတ်ဆဲတာပြီဒါဆိုရင်သူ့ရဲ့မနာလိုချေကဘာဖြစ်သွားလဲဖြစ်လားအဲ့ဒါကတိတို့ပုံပြင်လေးပြောတော့မှာကျွန်တော်ရက်ကိုတွေ့ကျွန်တော်မမေ့ဘူးနော်အဲ့ကြောင့်ကျွန်တော်တက်တာမှမြင်ရစီချင်တယ်ပြသူတစ်ပါးကိုမနာလိုချေကျွန်တော်တက်တာလုံးဝတကြိုတိတဲ့အရာကျွန်တော်တကြိုပြတယ်တကြိုလောကတကြိုလဲတာဖြစ်တယ်လောကမထားတာကောင်းတာဖြစ်တယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီအမကသူ့မှာ TV တွေရှိတယ်လဲတွေများတာရှိတာဖြစ်တယ်ဒါပေမဲ့မကြဘူးအားလုံးဆုံးရှုံးတာဖြစ်တယ်သူကဘာဖြစ်လဲသူရဲ့တနည်းပြောရင်ပထမဦးဆုံးဘာဖြစ်လဲအဲ့ဒီအမေကလာသူ့စီမှာပြရောက်ဘယ်လိုဖြစ်လဲဆိုတော့သူ့ရဲ့တနည်းပြောရင်သူ့ရဲ့သမီးပေါ့နော်သူ့ရဲ့သမီးကတနည်းပြောရင်ယောက်ျားမရှိပဲကလေးမွေးသွားတာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့သူ့ရဲ့ယောက်ျားဆုံးသွားတာဖြစ်တယ်နောက်တစ်ခုကဘာလဲသူ့ရဲ့အိမ်မှာရှိတော့ပစ္စည်းတွေအားလုံးပါပဲလဲဆုံးရှုံးတော့ကျွန်တော်တွေ့ရတာဖြစ်တယ်နောက်တစ်ခုကသူ့ကိုယ်တိုင်သူများစီမှာအလုပ်သွားလုပ်ရတာဖြစ်တယ်အဲ့ဒါကဘယ်အစလဲမနာလိုချင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်ရှိတော်မိသားစုတွေလူတွေကောင်းစားတဲ့အချိန်မှာပဲလေဝမ်းမြောက်ပေးတဲ့နှလုံးသားကျေဝတ်တဲ့နှလုံးသားရှိပါလို့ကျွန်တော်အားပေးကြည့်တယ်နော်ဒါကြောင့်ကျွန်တော်တို့ပေါ့တာကျွန်တော်တို့အဆုံးသတ်စီတွေကအဲ့ဒီမနာလို့ရှိမယ်နော်အရာကြောက်ဖို့ကဒါကြောင့်မြန်မာစကားပုံတွေကအဲ့ဒါပဲလားတာဝေကလားအရာကိုပဲအရာကိုပဲပြောအရာကိုတင်ငါးစာထားရတဲ့အရာပေါ့နော်အရာကိုဘယ်လိုတနည်းပြောရင်ကျွန်တော်အဲ့လိုမဖြစ်နိုင်အောင်မဖြစ်ဖို့ပါလေကျွန်တော်အမြဲတမ်းကိုစဉ်းစားစီချရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာမနာလိုချင်းကအဲ့လိုပဲအဆုံးသတ်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်ချစ်ရသောမိသားစုတွေဒါဝိကဲတော့ကျွန်တော်တို့မှာလည်းနှလုံးသားရှိပါဒါဝိကနှလုံးသားလာတယ်ဒါဝိကနှလုံးသားလာတယ်ယောသားလည်းပါလဲနှလုံးသားလာတယ်ဖြစ်တယ်နှလုံးသားလာတဲ့သူတဲ့ဒုက္ခမရောက်ပါဘူးမပြောရင်တော့နှလုံးသားလည်းရောက်နှလုံးသားလာလဲဒုက္ခရောက်တဲ့သူများရှိတယ်အဲ့ဒီယောသားလည်းအဲ့လိုပဲနှလုံးသားလာလို့ပါပဲလေဟောပြချရခါရတယ်ဖြစ်ဒါပေမဲ့ဘုရားတခင်ကမြည်တယ်ဖြစ်အဲ့ဒီဘွားတဲ့မှာတိတို့ဘယ်နေရာပဲနေအစင်မပြေဘူးနဲ့သိကြွတွေ့ရပါစေနှလုံးသားတော့လာကြည့်ဘုရားတခင်တိတို့မြည်တာဖြစ်ဒီချိန်မှာကျွန်တော်ပြောတဲ့အချိန်မှာတိတို့နှလုံးသားနဲ့တခုခုဘုရားတခင်စကားပြောမလဲကျွန်တော်ယုံကြည်တာဖြစ်တယ်တိရဲ့ဘွားကတချို့သောသူတွေလေမုန်းစာမရှိလို့ဘသူ့ကိုမုန်းလဲကိုယ့်ရဲ့မိသားစုကိုမုန်းတဲ့သူရှိတယ်ကိုယ့်ရဲ့ဖေမေကိုမုန်းတဲ့သူတွေရှိကောက်ရှိနေတာဖြစ်တယ်ခွင့်လွှတ်လိုက်ပါကျွန်တော်အားပေးကြည့်တယ်လူတိုင်းကလေကိုအားနဲ့ချက်ကိုရှိလားဒီမှာအားနဲ့ချက်မရှိတဲ့သူတွေအားလုံးအားနဲ့ချက်မရှိတဲ့သူရှိလားဒီမှာမရှိဘူးလူတိုင်းကကိုအားနဲ့ချက်ကိုသိရှိရပြလူသူများတော့မသိတာကိုပဲသိတယ်ပြဒါကြောင့်မို့ကျွန်တော်တို့တက်တော့ကိုအားနဲ့ချက်ရှိရင်သူများရဲ့အားနဲ့ချက်ကိုကျွန်တော်ခွင့်လွှတ်နိုင်သောနှလုံးသားရှိဖို့လိုအပ်တာဖြစ်တယ်နောက်ဆုံးတစ်ခုကကျွန်တော်ပြောရမိသားစုတွေကိုကျွန်တော်ကိုအားပေးကြည့်တယ်အဲ့ဒါကတော့ကျွန်တော်မပြေဆန်တရားဘူးဒါပေမဲ့နှုတ်တော်ကြီးခံရတာဖြစ်တယ်အဲ့ဒါကဘာလဲဆိုဖျားနဲ့တာယူသွားပါလို့ကျွန်တော်အားပေးကြည့်တယ်မောရှေကတနေ့ကြတော့ဘုရားတကယ်သူ့ကိုပြောတယ်ဣသရေလလူမျိုးတွေရလေဘေးခိုင်ပါတယ်သူတို့တကယ်မှငါခန္ဓာပြေနှုတ်တဲ့စီတော်ပြားရည်ကိုငါပို့ရတဲ့သူတို့ငါစိတ်တူပြီးတော့သူတို့ငါတတ်မိပဲအဲ့ဒီမောရှေထားပြောတယ်မင်းသွားတဲ့ငါမေးရဲ့ရှိမှာကောင်းကင်မှာငါစီလို့ပေးမယ်တဲ့မင်းသွားဒါပေမဲ့ငါမလိုက်တော့ဘူးဘာလို့ဒီဖွဲ့တွေအရန်ကိုပါလဲဣသရေလလူမျိုးတွေသိတယ်မလားကျွန်တော်တို့လည်းအဲ့လိုပဲလေတစ်ခါတလေလဲအရန်လိုက်ဘေးခိုင်တယ်လက်တော်မရတို့ဖွဲ့တွေကအဲ့တော့ဖျားတကယ်ဗျာမင်းသွားငါမင်းတော့မနောက်နဲ့ငါမလိုက်ဘူးဒါပေမဲ့ကောင်းကင်မှာတွေကပါလဲငါစီလို့ပေးမယ်တဲ့မင်းသွားဒါပေမဲ့ကျွန်တော်တို့ဆိုရင်အဲ့ရဖျားတကယ်မပါလဲရတယ်
ဖျားတကေဘာလဲဖျားတကေမှာကောင်းကင်မှာတပါတယ်လေကျွန်တော်တို့ဆိုရင်ဘာလဲအဲ့လောက်ဒီပဲကျင်တာပါဒါပေမဲ့မောရှေကဘာလဲဖျားတကေမပါရင်ကျွန်တော်အဲ့ဒီနေရာလည်းမစစ်လို့နဲ့ပြောကြည့်တယ်ကျွန်တော်ဘွားတဲ့မှာဖျားအတူပါရှင်းရှင်းကဘာလဲအရာကြီးကြည့်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ဘွားတဲ့မှာရွှေငွေမရှိချမ်းသာကြွယ်ဝရှိလက်ရှိတဲ့တော့မရှိပါစေဖျားတကေရှိတာဖြစ်တော့သူပဲဖြစ်ပါစေဒါကြောင့်ခြေတော်မိသားစုတွေဒီချိန်မှာကျွန်တော်တို့မှာခက်ခဲမှုတွေရှိကောင်းရှိမယ်နာကျင်မှုတွေရှိကောင်းရှိမယ်ဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့အတူရှိတာဘုရားသခင်ကျွန်တော်တို့အတူရှိတယ်ဒီနေ့ကိုကျွန်တော်ဘွားတဲ့ဘုရားအတူရှိခြင်းကိုကျွန်တော်တို့မျှော်လင့်ရအောင်လို့ကျွန်တော်ခွာပေးကြတယ်အားလုံးဘုရားရှိခိုးကောင်းချီးပေးပါစေဟာလေလုယာ